ธุรกิจนี้เริ่มก่อตั้งในเดือนพฤศจิกายนของปี 2555 และเราสามารถดำเนินธุรกิจได้ในปี 2556 เราสามารถที่จะမင်္ဂလာနေ့လည်ခင်းလေးပါရှင်ဟုတ်ကဲ့ပါเนาะဒါဒီနေ့မှဆိုလို့ရှိရင်ကျမတို့အရင်တည်းမှကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အစီအစဉ်လေးနဲ့လာပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့ချင်းဒီနေ့ဟာဆိုလို့ရှိရင်ဘာနေ့လဲရှင်ကျမတို့ဗုဒ္ဓဟူးနေ့ဖြစ်တဲ့ချင်းကျမတို့ရဲ့ဆက်ဆံမွေးရဲ့ထုတ်ကုန်ပစ္စည်းအကြောင်းတွေကိုအသေးစိတ်လာပြီးတော့ရှားပြပေးတဲ့အစီအစဉ်ဖြစ်တဲ့ချင်းသိရောသိကြလားပေါ့သိကြတဲ့ဒီနေ့မှဆိုလို့ရှိရင်ကျမတို့အလုပ်လေးလုပ်ရင်เนาะဒါထမင်းလေးစားရေလေးတောက်ရင်လည်းကျမတို့အခွင့်အလမ်းတွေကိုလာပြီးတော့ယူကြတာဖြစ်တယ်ကျမတို့ရဲ့ဆက်ဆံမော်ရဲ့ထုတ်ကုန်ပစ္စည်းအကြောင်းတွေကိုအသေးစိတ်လာရောက်ပြီးတော့လေးလာကြတာဖြစ်တယ်ချင်းဒါဆိုလို့ရှိရင်ကိုတိုင်းကဘယ်နိုင်ငံကနေပြီးတော့မှပဲအခုလိုမျိုးအစီအစဉ်ကိုကြည့်ရှုနေတာလေစာလေးတွေဝိုင်းပြီးတော့ရေးလာပေးကြမယ်ချင်းဒီနေ့မှဆိုလို့ရှိရင်ကျမတို့ဆိုလို့ရှိရင်လည်းမတွေ့ရတာအရန်တမ်းမှကိုကြာနေပြီဖြစ်တယ်ချင်းဒါကြောင့်မလို့ကျမကိုရောမှတ်မိတဲ့သူလေးတွေရှိလားရှိတယ်ဆိုလို့ရှိရင်လည်းစာလေးတွေရေးလာပေးခဲ့ကြည့်ပါဦးချင်းဒါဆိုလို့ရှိရင်ဒီနေ့မှဆိုလို့ရှိရင်ကျမကအစီအစဉ်လေးကိုပေါ့နော်မတင်ဆက်ပေးသေးခင်အရင်ဆုံးကျမရဲ့နာမည်လေးနဲ့လည်းမိတ်ဆက်ပေးမယ်ချင်းအဲဒါဆိုမသိမှလည်းဆိုလို့နော်ဟုတ်ကဲ့ပါကျမရဲ့နာမည်ကတော့တန်တာအေးလို့ခေါ်ပါတယ်ချင်းဒီနေ့မှဆိုလို့ရှိရင်ပေါ့နော်ကျမကဆက်ဆံမော်ရဲ့ထုတ်ကုန်ပစ္စည်းအကြောင်းတွေကိုလာပြီးတော့အသေးစိတ်မျှဝေပေးမှဖြစ်တယ်ချင်းဒီနေ့မှဆိုလို့ရှိရင်ကျမကဘယ်ပစ္စည်းတွေကိုအဓိကတင်ဆက်ပေးမှလဲဆိုတာကိုသိကျင်တဲ့သူလေးတွေရှိလားရှင်ရှိတယ်ဆိုလို့ရှိရင်စာလေးတွေရေးလာပေးခဲ့ပါဦးရှင်ပြီးတော့ဆိုလို့ရှိရင်အခုပေါ့နော်ဒါဝင်ရောက်ပြီးတော့ပူပေါင်းတဲ့ညီကိုမောင်မလေးတွေကဆိုလို့ရှိရင်အရန်ထဲမှာအားနေနေသေးတယ်ရှင်ပစ္စည်းအကြောင်းတွေထုတ်ကုန်ပစ္စည်းအကြောင်းတွေကိုမျှဝေပေးဖို့တော့မှအင်အားမရှိဘူးရှင်ဒါကြောင့်မလို့ဒီတက်မကဝင်လာဖို့ရန်အတွက်ဝိုင်းဝန်းပြီးတော့ကိုယ့်ရဲ့အဖွဲ့သားတွေကိုနှိုးဆော်ပေးမယ်ရှင်ဟေးဒီနေ့မှဆိုရင်တို့အတွက်ဗုဒ္ဓဟူးနေ့နော်အစီအစဉ်စနေပြီဆိုတာကိုသိစေရအောင်လို့ဖုံးဆက်ခွင်ချော်လေးတွေရိုက်ပြီးတော့လင့်လေးတွေပို့ပြီးတော့နှိုးဆော်ကြမယ်ရှင်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ကျမလာပြီးတော့မျှဝေပေးမယ်ထုတ်ကုန်ပစ္စည်းအကြောင်းတွေကတကယ့်ကိုလူတိုင်းအတွက်အရေးကြီးပြီးတော့အဓိကကြတယ်ပေါ့နော်ကျမတို့ရဲ့ဒါပစ္စည်းအကြောင်းအုပ်စုတအုပ်စုကိုလာပြီးတော့မျှဝေပေးမှာဖြစ်တယ်ချင်းကျမတို့ရဲ့ကုမ္ပဏီမှာဆိုလို့ရှိရင်တကယ့်ကိုလိုအပ်တဲ့အာဟာရဓာတ်စာတွေကိုလာပြီးတော့မျှဝေပေးမှာဖြစ်တယ်ဒါကြောင့်မလို့အားလုံးပေါ့နော်ဝင်လာဖို့ရန်အတွက်ဝိုင်းဝန်းပြီးတော့နှိုးဆော်ပေးကြမယ်ချင်းအခုဆိုလို့ရှိရင်ဆက်ဆံမော်ရဲ့ပစ္စည်းကြဆိုအရန်တမ်းမှကောင်းတယ်ချင်းလူတိုင်းသုံးဆွဲပြီးရင်သုံးဆွဲတယ်မှားပြီးရင်မှားကြတဲ့เนาะဒါဗျူဟာတွေရှိတယ်ချင်းကျမတို့အခုလိုမျိုးလူတိုင်းစိတ်နှစ်သက်ပြီးတော့လူတိုင်းတန်တဆွဲစီမဲ့အရာလေးတွေရှိတယ်လှိုးဝဲချက်လေးတွေရှိတယ်ချင်းအဲ့ဒါလေးတွေကိုသိချင်တဲ့သူလေးတွေရှိလားရှိမဲ့ဆိုလို့ရှိကျမကပြန်လဲပြီးတော့မျှဝေပေးမယ်ချင်းအဲ့လိုမျိုးလူတိုင်းစိတ်နှစ်သက်ပြီးတော့သုံးဆွဲရှင်တဲ့စိတ်ဖြစ်အောင်ကျမတို့ရဲ့ဒေါက်တာစထဝီကိုတိုင်ပေါ့နော်ဒါဗျူဟာလေးတွေနဲ့ရှာမှတ်ပေးထားတယ်ရှင်အဲ့ဒီဗျူဟာတွေရောဘာဗျူဟာတွေဖြစ်မှလဲမသိချင်ဘူးလားရှင်သိကျင်ပါပဲเนาะဒါပေမဲ့သိကျင်မသိကျင်တခါတည်းမျှဝေပေးမှဖြစ်တယ်เนาะနံပါတ်1 view ဟာကဆိုလို့ရှိရင်ကျမတို့ပစ္စည်းအမျိုးအစားစုံလင်စွာသိကျင်ပဲဖြစ်တယ်ချင်းဘာကြောင့်လဲဆိုရင်ကျမတို့ပေါ့နော်ဒါအခုဆိုလို့ရှိရင်ဈေးတွေသွားပြီးတော့ဝယ်တဲ့အခါမှာကိုသုံးဆွဲတဲ့ပစ္စည်းဖြစ်အလှပပိုင်းဆိုင်ရာဖြစ်ဒါမှမဟုတ်ကိုနေ့စဉ်စားနေတယ်ပေါ့နော်အစားတောက်ပဲဖြစ်ကျမတို့သွားပြီးတော့ဝယ်တဲ့အခါမှာပစ္စည်းတွေအများကြီးပဲစုံလင်စွာစီးတဲ့နေရာမှာပဲလူတိုင်းသွားရှင်နေချင်းဝေးနီးမကြည့်ဘူးပစ္စည်းစုံမယ်ဆိုလို့ရှိရင်အဆင်ပြေပြီးကိုတွေအတွက်တနေရာထဲမှာအများကြီးရနိုင်မဲ့ဈေးတွေဆဲဝင်းတွေကိုပဲသွားကြတာဖြစ်သွားကြတာဟုတ်တယ်နော်အခုဆိုလို့ရှိရင်အဲ့လိုမျိုးအကြောင်းအရာတွေကိုသိတာဖြစ်တဲ့ကြောင့်မလို့ကျမတို့ရဲ့ကုမ္ပဏီပိုင်ရှင်တွေအားဆိုလို့ရှိရင်ကျမတို့ရဲ့ဒါကုမ္ပဏီမှာဈေးကွက်ထဲမှာဆိုလို့ရှိရင်ပစ္စည်းတွေကိုအများကြီးပဲထုတ်လုပ်ပေးထားတာဖြစ်တယ်ချင်းအဲ့လိုမျိုးတနေရာထဲမှာအများကြီးကျမတို့တွေကဝယ်ယူပြီးတော့သုံးဆွဲရင်းနဲ့စီးပွားရေးလုပ်လို့ရတာဖြစ်တယ်ချင်းအရန်တမ်းမကိုကောင်းတယ်ဒါကတော့နံပါတ်1 view ဟာပစ္စည်းအမျိုးအစားလုံလောက်စွာစီခြင်းပဲဖြစ်တယ်ချင်းဒါဆိုရင်နံပါတ်2 view ဟာကဆိုလို့ရှိရင်ကျမတို့တွေကနီးစနစ်အသစ်ဆန်းနဲ့ထုတ်လုပ်ပေးထားတာဖြစ်တယ်ချင်းဆက်ဆံမော်ရဲ့ပစ္စည်းတွေအားလုံးကဆိုလို့ရှိရင်သေသက်လှပတဲ့ဘူးဒီဇိုင်းတွေနဲ့ထုတ်လုပ်ပေးတယ်ချင်းပြီးလို့ရှိရင်ကျမတို့ကလူတိုင်းရိုးသွားတယ်လို့မရှိအောင်2 လတစ်ကြိမ်4 လတစ်ကြိမ်အသစ်အဆန်းတွေကိုလည်းထု
ထုတ်လုပ်ပေးထားတာဖြစ်တဲ့ချင်းအယံနမကြိုက်တယ်နော်လူတိုင်းကဆိုလို့ဆိုဖြစ်လဲအသစ်ဆန်းတွေကိုအယံနမကြိုက်ကြတာပဲကျမတို့နော်အခုဆိုလို့ဆိုရင်ဖုံးအသစ်ပေါ်တဲ့အသစ်လေးတွေပြီးတော့ဆိုလို့ဆိုရင်အင်ကြီးအသစ်ဆန်းလေးဆိုလူတိုင်းကြိုက်ရတာပဲဝယ်စနာမှတစ်ပိုင်းကိုသေးလက်ကိုရားနေတာပဲဒါပေမဲ့ဖြစ်ရှင်တဲ့အရာထက်ဝယ်ရှင်တဲ့အရာထက်ဝယ်သိတဲ့အရာတွေကိုဦးစားပေးရတဲ့အရာတွေရှိတာဖြစ်တယ်လေနော်အဲကြောင့်မလို့ကျမတို့ကအသစ်အဆန်းဆိုတာကလူတိုင်းကြိုက်တယ်အဲ့ဒီအချက်ကိုသိလို့လေကျမတို့ရဲ့ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင်ပစ္စည်းတွေကိုအမြဲတမ်းသိသက်လှပတဲ့ဘူးဒီဇိုင်းလေးနဲ့2 လတစ်ကြိမ်4 လတစ်ကြိမ်အသစ်ဆန်းတွေကိုထုတ်လုပ်ပေးထားဖြစ်တဲ့အချင်းအယံနမကိုကောင်းတယ်ဒါဆိုရင်နောက်ထပ် view ဟာဆိုလို့ရှိရင်ကျမတို့ကပေးလိုက်ရတဲ့ငွေနဲ့တန်တယ်ချင်းကျမတို့ရဲ့ဆက်ဆံမောပစ္စည်းတွေအားဆိုလို့ရှိရင်100 ဘတ်ဝန်းကျင်လေးနဲ့သမိသားစုလုံးတစ်အိမ်လုံးသုံးလို့ရတာဖြစ်တဲ့ချင်းဒါမလို့ပေးလိုက်ရတဲ့ငွေအယံနမကိုတန်တယ်ဘာကြောင့်လဲဆိုရင်ကျမတို့အခုပေါ့ဒါပစ္စည်းတစ်ခုကိုဝယ်လိုက်တယ်ဆိုပါစို့ကျမတို့တစ်ခါပဲသုံးလိုက်ရတယ်ဒါပေမဲ့ကိုယ့်အတွက်အဆင်မပြေဘူးပြစ်လိုက်ရတယ်ဆိုရင်တန်လာချင်းမတန်ဘူးနော်ဒါပေမဲ့ဆက်ဆံမောကပစ္စည်းတွေအရာအားလုံးကဆိုလို့ရှိရင်ကျမတို့တွေနော်ဒါတစ်ခါတမျိုးဝယ်သုံးလိုက်ရတယ်တမိသားစုလုံးသုံးဆွဲလို့ရတာဖြစ်တယ်လူတိုင်းလည်းသုံးဆွဲလို့ရတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ပေးလိုက်ရတဲ့ငွေနဲ့ရလိုက်ရတဲ့ရလက်တွေကအယံနဲ့မကိုတန်တာဖြစ်တယ်ချင်းဒါဆိုလို့ရှိရင်ကျမတို့အခုပစ္စည်းရဆိုလို့ရှိရင်ဘယ်လိုမျိုးပစ္စည်းတွေနဲ့ဘယ်နှအုပ်စုထုတ်လုပ်ထားတာလဲသိကျင်လားရှင်ကျမတို့ရဲ့ကုမ္ပဏီမှာဆိုလို့ရှိရင်ပစ္စည်းတွေဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ပေါ့နော်အုပ်စု9အုပ်စုထိရှိပါတယ်ရှင်ပစ္စည်းရဲ့အမျိုးသားတွေကဆိုလို့ရှိရင်80ကျော်ကနေပြီးတော့အခုဆိုရင်100နီးပါးထုတ်လုပ်ပေးထားတာဖြစ်တယ်ကိုကြိုက်တဲ့ပစ္စည်းကိုကိုနေနဲ့ဝယ်ယူပြီးတော့သုံးဆွဲလို့ရတာဖြစ်တယ်ရှင်ဟေးတချို့သူကတော့တွေးမှာပဲဟုတ်တာဟုတ်ဘယ်လိုလဲဆိုလို့ရှိရင်ငါတို့တွေအခုဆိုလို့ရှိရင်7ပစ္စည်းလိုတာတွေမှာငါတို့တွေအလွယ်တကူ online ကနေပြီးတော့မှပဲဝယ်လို့ရတာပဲဒါဆိုလို့ရှိရင်အခုစက်မောကပစ္စည်းတွေရောဘာများกว่าချလို့လဲသိကျင်တဲ့သူတွေရှိလားရှင်အဲ့လိုမျိုးပေါ့တွေးနေတဲ့သူလေးတွေရှိလားရှင်စီမှာပဲเนาะဘာကြောင့်လဲဆိုကျွန်မကအားလုံးထင်ချက်ပေါ့เนาะမြင်သွားအောင်ဒီမိုင်းနဲ့ညှဝေပေးမယ်ချင်းအဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ပစ္စည်းတွေအားလုံးကဆိုလို့ရှိရင်ကျမတို့ရဲ့ကုမ္ပဏီပိုင်ရှင်ဒေါက်တာစထဝီကေရရှာဝနံကိုယ်တိုင်ထုတ်လုပ်ပေးထားတာဖြစ်တဲ့အချင်းဒေါက်တာကမှရိုးဒေါက်တာမဟုတ်ဘူးเนาะတကယ်ကိုပါတကူကိုယ်တိုင်ထုတ်လုပ်ပေးထားတာဖြစ်တဲ့အချင်းအယံနမကောင်းတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီပစ္စည်းတွေအားလုံးထဲမှာဆိုလို့ရှိရင်လေကဘာအကောင်ဆုံးသောစေတန်းဝင်တိဥတိဖူတို့ ਨੇ ဖော်ဆက်ပြုလုပ်ထားတာဖြစ်တဲ့အကြောင်းမလို့ဘေးထွက်ဆိုကြလုံးဝမရှိဘူးချင်းလူမျိုးဘာသာမရွေးလူဒန်းသားမရွေးစားသုံးလို့ရတယ်သုံးဆွဲလို့ရတာဖြစ်တဲ့အကြောင်းမလို့နိုင်ငံတကာကထောက်ခံချက်အမှတ်တရတွေကိုလည်းရရှိထားတာဖြစ်တဲ့ချင်းဒီရ channel တွေကျမတို့အယံနမကိုအဆင်ပြေနေပြီဒါကြောင့်မလို့ကျမတို့ဒါပါ7 ပစ္စည်း online တွေမှာဘယ်သူထုတ်လုပ်ထားမှမသိတဲ့ပစ္စည်းတွေကိုကျမတွေကဝယ်ယူသုံးစွဲမဲ့စာတကယ်ကိုပါတကူကိုယ်တိုင်ထုတ်လုပ်ထားတဲ့ပစ္စည်းလေးတွေကိုပစ္စည်းကောင်းလေးတွေကိုစစ်မှန်တဲ့ပစ္စည်းလေးကိုသုံးစွဲရင်းနဲ့ကျမတို့ကိုယ်တိုင်ကလည်းစီးပွားရေးလုပ်လို့ရပြီးတော့လားစဉ်ဝင်ငွေသိန်းနဲ့ရှိပြီးရမယ်ဆိုမကောင်းလားရှင်အယံနမကောင်းတယ်ကျမတို့ရဲ့ဆက်ဆံမောမှာလက်ကင်စီတယ်ရှင်ဆက်ဆံမောမှာဝင်ရောက်ပြီးတော့ကြိုးစားလုပ်ကိုင်မယ်ဆိုလို့ရှိရင်ချော်လဲချော်ထော်ရဲ့ဘဝကိုပိုင်ဆိုင်မှာဖြစ်တဲ့အချိန်ကျမတို့ပဲကြည့်ပေါ့နော်ကျမဆိုလို့ရှိရင်လည်းဝင်လာတာအခုဆိုလို့ရှိရင်တစ်နှစ်ကျော်လေးပဲရှိသေးတယ်အခုဆိုလို့ရှိရင်နေ့သာလုံးလုံးဝလုံးစရာမလိုဘဲနဲ့လားစီဝင်ငွေ9000ဘတ်ရရှိနေတာဖြစ်တဲ့အချိန်ကျမ်းမာရေးကောင်းပြီးတော့ချော်လဲချော်ထော်တဲ့သူတွေရောက်ဖြစ်နေတာဖြစ်တယ်ကျမတို့မျိုးပေါ့နော်ချော်လဲချော်ထော်ချင်တဲ့သူတွေပါမယ်ဆိုလို့ရှိရင်စာလေးတွေရေးလာပေးခဲ့ကျမတို့တွေကတကယ်ပစ္စည်းလေးကိုနေရာလေးပြောင်းပြီးတော့ဝယ်သုံးပြီးတော့ကိုယ့်ဘဝတက်လှမ်းအတွက်စူးစမ်းကြမယ်ချင်းဒါဆိုလို့ရှိရင်ဒီနေ့မှာပေါ့နော်ကျမကနေပြီးတော့မှပဲပစ္စည်းအုပ်စု9အုပ်စုရှိတယ်ချင်းအဲ့ဒီအုပ်စု9အုပ်စုထဲမှာအယံနမကိုကောင်းတယ်ဘာကြောင့်လဲဆိုကျမတို့ရဲ့တကယ်ကိုကျောင်းမရေးကိုစောင့်ရှောက်ပေးတဲ့အာဟာရဓာတ်စာအကြောင်းကိုလာပြီးတော့မျှဝေပေးမှာဖြစ်တဲ့အချင်းသိကြတဲ့နော်အခု live ဆုံးမှာကျူနေတဲ့မိသားစုတွေထဲမှာရောကျမတို့တွေကယောဂဖြစ်ပြီးမှအနာခံပြီးမှဆေးရုံဆေးကန်းသွားတာထက်ကျမတို့ယောဂမဖြစ်ခင်ကိုယ့်ရဲ့ကျန်းမာရေးကိုပို့ပြီးတော့စောင့်ရှောက်ထားမယ်ဆိုလို့ရှိရင်ဘယ်အရာပို့ပြီးတော့ကောင်းလဲချင်းသိကြတဲ့ကျမတို့ရဲ့ကျန်းမာရေးကိုစောင့်ရှောက်ထားမယ်ဆိုရင်အယံနမကောင်းတဲ့ငွေကုန်ကြေးကြလဲတတ်တာသလိုလူလဲတတ်တာတယ်ချင်းဒါကြောင့်မလို့ကျမတို့အခုဆက်ဆက်မောမှာဆိုလို့ရှိရင်လဲအာဟာရဓာတ်စာတွေကိုထုတ်လုပ်ပေးထားတာဖြစ်တယ်ကျမတို့လူငယ်လူလက်လူကြီးကလေးကဆုံးတောက်တုံလို့ရတဲ့အာဟာရဓာတ်စာတွေပဲဖြစ်တဲ့အချင်းအယံနမကိုကောင်းတာဖြစ်တယ်နော်
ဒါဆိုလို့ရှိရင်မတစ်ခုချစ်သေးတယ်အဲ့ဒါကဆိုလို့ရှိရင်ဗာလဲဆိုရင်ကျမတို့တွေကနော်ဒါအခုပတ်စံတွေပေါ့အရန်နေမကိုချမ်းသာနေတယ်ပတ်စံတွေအရန်နေမရှိနေတယ်ဒါပေမဲ့ကျမ်းမာရေးမကောင်းမနဲ့အဲ့ရထဲမှာဘုံလေးထမင်းစားတဲ့အခါမှာလဲသူများခွင့်ကြွရတယ်ပြီးတဲ့အခါကျလို့ရှိရင်ကျမတို့တွေအပေါ့ပါတော့တော့မှသူများဆွဲထားတဲ့ဘဝမှာကျမတို့တွေနေမယ်ဆိုလို့ရှိရင်လေဒီချမ်းသာမှုကလုံးဝအဆင်မပြေဘူးကျမတို့အတွက်လုံးဝကိုအဆင်မပြေဘူးကြောင့်ကျမတို့ကြားမာရေးလဲကောင်းဖို့အတွက်ကိုအရန်နှမကိုလိုအပ်တယ်ချင်းဒါဆိုလို့ရှိရင်အခုကျမမျှဝေပေးမယ်ပေါ့နော်ပစ္စည်းလေးနော်နိုထရီနဲ့အုပ်စုတွေကအာဟာရဓာတ်စာတွေကိုသုံးစွဲနေတဲ့သူလေးတွေရှိလားရှင်ရှိတယ်ဆိုလို့ရှိရင်စာလေးတွေရေးထားပေးခဲ့ပါဦးကျမကတော့ယောဂတော့မဖြစ်ဘူးဒါပေမဲ့ကျမရဲ့ယောဂဖြစ်မဲ့အရာလေးကိုကြိုတင်ကာကွယ်ပြီးတော့ကျမကိုယ်တိုင်ပစ္စည်းတွေကိုသုံးစွဲနေတယ်အာဟာရဓာတ်စာတွေကိုသုံးစွဲနေတယ်ဆိုတဲ့သူလေးတွေရှိလားရှင်ရှိတယ်ဆိုလို့ရှိရင်လည်းစာလေးတွေရေးလာပေးခဲ့မယ်အဲဆိုရှင်ဒီနေ့မှာကျမကတကယ်ကိုပေါ့နော် Nutri နဲ့ထဲကမှအရန်နဲ့မဟုတ်ကောင်းတယ်လူတိုင်းလဲကိုက်ညီတယ်လူတိုင်းလဲသုံးလို့တဲ့တယ်ပေါ့နော်ဒါပစ္စည်း၃မျိုးအကြောင်းကိုလာပြီးတော့မျှဝေပေးမှာဖြစ်တယ်ချင်းပထမတစ်မျိုးကဆိုလို့ရှိရင်တော့စားဆောင်ဖြိုရည်ဖြစ်တယ်တကယ်ကိုစားဆောင်စစ်နဲ့လောက်ထားတဲ့ဒါစားဆောင်ဖြိုရည်ဖြစ်တယ်ဒုတိယတစ်မျိုးကဆိုလို့ရှိရင်တော့ white wheat တကယ်ကို kiwi သီးအစစ်နဲ့လောက်ထားတဲ့ပေါ့နော်ဒါ white wheat သူကဆိုလို့ရှိရင်လေဒါအစီကျနော်ဒါအစီကျတဲ့အာဟာရဓာတ်စာဖြစ်တယ်နောက်ဆုံးကျမတို့ main ကလေးတွေအတွက်မစီမဖြစ်လိုအပ်တဲ့ clip plug ပေါ့နော်ဒါ main ကလေးတွေအတွက်တကယ်ကိုနှက်ဆေးလို့ခေါ်ရမယ်နော်clip plug အကြောင်းကိုလာပြီးတော့မျှဝေပေးမှာဖြစ်တယ်ချင်းဒါဆိုလို့ရှိရင်ကျမအခုပြောပြပေးသွားတဲ့စားဆောင်ဖြိုရည်နော်ပြီးတဲ့အခါကျလို့ရှိရင်လည်း white wheat ပြီးလို့ရှိရင် clip plug ကိုတောက်သုံးနေတဲ့သူလေးတွေရှိလားရှင်ရှိရဆိုလို့ရှိရင်စာလေးတွေရေးလာပေးခဲ့ကြည့်ပါဦးတကယ်လို့ကိုကအခန်းထဲမှာလေးတွေနေတယ်ဆိုလို့ရှိရင်လည်းဒါပေါ့နော် clip plug ပုံလေးတွေ white wheat အပုံလေးတွေစားဆောင်အပုံလေးတွေကိုဖုံးလေးတွေစခွင်ချောရိုက်ပြီးတော့ကျမတို့ကပို့လာပေးမယ်ရှင်ဒါမှလည်းအခုကဒူထဲမှာဆိုလို့ရှိရင်လည်းလေးလာလူတစ်လေးတွေလည်းရှိတယ်တကယ်ဝင်ရောက်ပြီးတော့စူးစမ်းနေတဲ့သူတွေရှိတယ်ခေါင်းဆောင်အစင်းစင်းတွေလည်းရှိတယ်ရှင်သူတို့ကတွေ့သွားရအောင်ဟေးတကယ်ပဲဟာငါရဲ့အခွင့်အလမ်းပေးတဲ့သူကတကယ်ပဲပစ္စည်းတွေကိုသုံးစွဲနေတာပဲခေါင်းဒါပေါ့နော်ကိုယ့်ရဲ့ခေါင်းဆောင်တွေကလည်းငါရဲ့ဒေါင်းလန်းလေးတွေကအပြောနဲ့မဟုတ်ဘူးတကယ်ပစ္စည်းတွေကိုသုံးစွဲနေတာပဲဒါဆိုလို့ရှိရင်တော့တေးကြတယ်မကြတော့ဘူးသူချောလဲချောထောတော့မယ်ဆိုပြီးတော့မှပဲတွေးနေလိုက်မယ်ချင်းဒါကြောင့်မလို့ကိုတိုင်ကပေါ့နော်ဒါဒီပစ္စည်း၃မျိုးကိုသုံးစွဲနေတယ်ဆိုလို့ရှိရင်လည်းစာလေးတွေရေးလာပေးခဲ့မယ်ချင်းပြီးတော့ရှိရင်အပုံလေးတွေကိုလည်းစခွင်ချောလေးရိုက်ပြီးတော့ပို့လာပေးကြမယ်ချင်းဒါဆိုလို့ရှိရင်နံပါတ်1တစ်ချက်ကဆိုလို့ရှိရင်ကျွန်မကမျှဝေပေးမှာကဆိုလို့ရှိရင်တော့စားဆောင်ဖြိုရည်ပဲဖြစ်တယ်ချင်းဒီစားဆောင်ဖြိုရည်ဆိုရင်အရန်နဲ့မှကောင်းတယ်ချင်းဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်မကိုယ်တိုင်ကလည်းတောက်သုံးနေတဲ့အရာလေးတွေဖြစ်တယ်ဒီစားဆောင်ဖြိုရည်ကိုတောက်သုံးမှုတဲ့သူတွေရှိလားပြီးလို့ရှိရင်မနမျိုးအစာအိမ်ဖြစ်တဲ့သူတွေဥမကြီးကင်ဆာဖြစ်တဲ့သူတွေဥမမအနာပေါက်တဲ့သူတွေအယိုးအဆစ်တွေမခိုင်တဲ့သူတွေတောက်သုံးအတွက်အရန်နဲ့မှအဆင်ပြေတာဖြစ်တယ်ချင်းဒီစားဆောင်ဖြိုရည်လေးကိုတောက်သုံးနေတဲ့သူလေးတွေရှိလားချင်းကိုတိုင်သုံးဆွဲပြီးတော့ဘလို့အာနိတင်နေနဲ့ဘလို့ကောင်းတာလဲဆိုတော့ကိုအားတယ်ဆိုလို့ရှိရင်ပေါ့နော်စာလေးတွေရေးပေးပါဦးဒါမှလည်းသူတို့ကိုတိုင်ကလေးလာပြီးတော့ယုံကြည်မှုတွေပို့ပြီးတော့စီးသွားရအောင်ချင်းညီမတို့အခုမျှဝေပေးမယ်ဒီစားဆောင်ဖြိုရည်ကဆိုလို့ရှိရင်လည်းစားဆောင်စစ်နဲ့ထုတ်လုပ်ထားတာဖြစ်တယ်အရန်နဲ့မှကောင်းတယ်နော်သူကဆိုလို့ရှိရင်ဥမကြီးရဲ့အနာကိုသူ့အနေနဲ့ပျောက်ကင်းစေတာဖြစ်တယ်ချင်းကျမတို့ကဒါအပြင်မှာပေါ့အပြင်မှာအနာတွေဖြစ်တဲ့အခါမှာဆိုကျမတို့ကကူးတက်ရတာလွယ်ကူတယ်ချင်းဒါပေမဲ့ကျမတို့ရဲ့ဝင်းထဲမှာပေါ့ဖြစ်နေတဲ့အရာတွေယောဂတွေကဆိုလို့ရှိရင်ကူးတက်ရတာအရန်နဲ့မှခက်ခဲတယ်တချို့သောသူတွေဆိုရင်အနာနဲ့ဆေးမတဲလို့နော်ဒါဖြစ်နေတာကတစ်တိလေးဒါပေမဲ့ကြီးသွားတဲ့အရာတွေလည်းရှိတယ်ချင်းဒါမလို့ကျမတို့ကအခုဆိုရင်ကိုယ့်ရဲ့အနာတွေကိုကိုယ်တိုင်စမ်းသပ်ပြီးလို့သိတဲ့အခါမှာနော်ဒါဥမကြီးကင်ဆာတို့နော်ပြီးလို့ဆိုလို့ရှိရင်နော်ဒါအစာအိမ်ယောဂသမားတွေဆိုရင်ဒီစားဆောင်ဖြိုရည်လေးကိုတစ်နေ့ကိုတစ်ခွက်တကယ်လို့ကိုကနေပြီးတော့မှပဲပေါ့နော်ဒီအစာအိမ်ယောဂပြီးလို့ရှိရင်အစာအိမ်အနာပေါက်နေတာနည်းနည်းကလေးပေါ့ကြာနေပြီဆိုလို့ရှိရင်မနက်တစ်ခွက်ညတစ်ခွက်ကျမတို့တောက်သုံးမယ်ဆိုလို့ရှိရင်အရန်နဲ့မှကိုထီအောင်မှုရှိတယ်ချင်းပြီးလို့ရှိရင်ကျမတို့ဒီစားဆောင်ဖြိုရည်ကျမတို့တောက်သုံးအားခြင်းဖြင့်ဘယ်လိုမျိုးအကျိုးခံစားမှုတွေရှိမှလဲဆိုလို့ရှိရင်ကျမတို့ရဲ့သွေးဖြူဥအားနေတဲ့သူတွေအတွက်အရန်နဲ့မှတင့်တော်တယ်ကျမတို့လူတကူမှာဆိုလို့ရှိရင်အသွေးအသားနဲ့တီဆောက်ထားတာဖြစ်တဲ့အကြောင်းမလို့သွေးဖြူဥအားန
နေနေမယ်ဆိုအရန်နဲ့မကိုဒါဆိုးရတဲ့ဝေဒနာတွေခံစားရစေတယ်ချင်းအဲ့ဒါကဘာလဲဆိုလို့ရှိရင်အဲ့လိုမျိုးသွေးဖြူဥတွေအားနေနေပြီဆိုရင်အသားရည်တွေရှောက်သွေးတယ်ချင်းအသားရည်လျှောက်သွေးတယ်ပြီးလို့ရှိရင်နှာခမ်းတွေလည်းဖြူဆက်ဖြူရော်ဖြစ်တယ်ပြီးလို့ရှိရင်အယံဓမ္မကိုဆိုးတဲ့ဒီကင်ဆာဝေဒနာတွေပါခံစားလာနိုင်တယ်ရှင်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်မကိုယ်တိုင်ကလည်းသွေးဖြူဥအားနေတဲ့သူတစ်ယောက်ဖြစ်တယ်ဒါကြောင့်မလို့လဲဒီလိုမျိုးပေါ့နော်ဒါကင်ဆာယောဂကိုခံစားသွားရတဲ့သူတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်မအရင်တော့ကဆိုအယံဓမ္မကိုထိတ်လန့်ချောက်ကြတယ်ရှင်ဆက်ဆောင်ပေါ်မှာဝင်ရောက်ပြီးတော့လောက်ကင်တဲ့အခါမှာစားဆောင်နဲ့တွေ့တဲ့အခါမှာကျမအနေနဲ့လည်းဒီလိုမျိုးဝေဒနာတွေကိုခံစားတဲ့အခါမှာအယံဓမ္မကိုတတ်တာလာတာဖြစ်တဲ့အချင်းဒါကြောင့်မလို့ကိုယ်ရအနေနဲ့စောင့်ရှောက်ထားရမယ့်အရာတွေဖြစ်တယ်ကို့မှာအခုလိုမျိုးပေါ့နော်ဒီအစာအိမ်ယောဂတွေမဖြစ်သေးဘူးပြီးလို့ဆိုလို့ရှိရင်လည်းဥမကြီးကင်ဆာတို့ပြီးရင်သွေးဖြူဥတွေအားမနေသေးဘူးဆိုလို့ရှိရင်လည်းကြိုတင်ပြီးတော့ကာကွယ်လို့ရတယ်ရှင်အခုခေတ်ကဆိုလို့ရှိရင်လည်းအစာအတောက်တွေအားဆိုလို့ရှိရင်အများကြီးပဲခင်းနဲ့ညီပေါ့နော်ဒါတီထွေမှုတွေအများကြီးဆီလာတဲ့အခါမှာလည်းဆိုးကျိုးတွေလည်းအများကြီးရှိတယ်ဒါကြောင့်မလို့ကျမတို့လူအသက်တစ်ချောင်းကဆိုလို့ရှိရင်ပေါ့နော်မလွယ်ကူလာဘူးနော်အယံဓမ္မကိုခဲတာဖြစ်တယ်အယံဓမ္မကိုခတ်ခဲတာဖြစ်တယ်ဒါကြောင့်မလို့ကျမတွေကကြိုတင်ပြီးတော့ကာကွယ်ထားဖို့လိုအပ်တယ်ရှင်အခုကျမပြောသွားပေးတဲ့ယောဂတွေကိုမှမဖြစ်သေးဘူးဆိုလို့ရှိရင်လည်းကိုယ်အနေနဲ့နောက်လုံးဝမဖြစ်အောင်ကျမတို့ဒီစားဆောင်ဖြော်ရည်လေးကိုကိုယ်အနေနဲ့လည်းတနေ့တစ်ခွက်တောက်သုံးသွားမယ်ဆိုရင်အယံဓမ္မကိုအစဉ်ပြေတယ်ရှင်ဖြစ်နေတဲ့သူလေးတွေဆိုလို့ရှိရင်လည်းတနေ့ကိုမနေ့တစ်ခွက်ညတစ်ခွက်တောက်မယ်ဆိုလို့ရှိရင်ဖြည်းဖြည်းချင်းနဲ့ကိုဖြစ်နေတဲ့ဝေဒနာတွေကိုရှော့ရှပေးပြီးတော့နောက်ဆုံးတက်တာတဲ့အထိကိုဖြစ်စေတာဖြစ်တယ်ချင်းဒါဆိုလို့ရှိရင်နောက်ထပ်ဘယ်လိုအာနိသင်တွေရှိသေးတာလဲဘယ်လိုအကျိုးဆက်တွေကျမတို့ရှိသေးတာလဲဆိုရင်တော့အယံဓမ္မကောင်းတယ်ဒါကဆိုလို့ရှိရင်တော့ဒါကျမတို့ကဒီပေါ်တော့ဒူးတွေနဲ့ပတ်သက်တယ်ပေါ့နော်ဒါဒူးအစစ်ရောင်တာတို့ပြီးလို့ရှိရင်ဒူးအကြီးတွေဖြစ်တာတို့အဲ့လိုမျိုးရောင်ကားနေတဲ့သူတွေဆိုလို့ရှိရင်လည်းစားဆောင်ကိုကျမတို့သုံးလို့ရတယ်ရှင်ပြီးလို့ရှိရင်တချို့တော့တော့ဒါခလေးလေးတွေလည်းရှိတယ်ပြီးလို့ရှိရင်ဒါလူကြီးတွေလည်းရှိတယ်ကျမတို့အစိတ်လေးတွေမိတာပေါ့အဲ့ဒါကဘယ်လိုအရာလဲဆိုလို့ရှိရင်ကျမတို့ကတော်သွားရင်ဖြစ်ဖြစ်လဲဆင်းရင်ဖြစ်ဖြစ်နဲ့ကျမတို့ကမွေတွေပေါ့နော်အစသဖြင့်အစိတ်စီးတဲ့မွေတွေကြိုက်တယ်ဆိုရင်တော့မှကျမတို့တချို့တော့သူတွေဆိုမွေကန်းလိုက်တယ်နော်ဒါပေမဲ့ဆေးရုံတော့မမိအောင်ဘာဖြစ်လဲလမ်းမှာပဲအသက်ပြောက်သွားတယ်ဒါဆိုလို့ရှိရင်အဲ့လိုမျိုးသူတွေဆိုအရန်ဓမ္မကြောက်ကြမလို့ဘာလဲဆိုလို့ရှိရင်ကျမတို့ဖြစ်ချင်းဆိုတာနဲ့စားဆောင်ဖြော်ရည်ရှိမယ်ဆိုရင်3ခွက်လောက်ပေးတောက်ပလိုက်အဲ့လိုမျိုးတောက်ပြီးမှဆေးရုံကိုသွားတဲ့ခါမှာအယံဓမ္မကိုမှီတယ်ပြီးလို့ရှိရင်လည်းကုသရတာလည်းအယံဓမ္မလွယ်ကူတယ်ချင်းဘာကြောင့်လဲဆိုရင်ကျမတို့ရဲ့ကုမ္ပဏီပိုင်ရှင်ဒေါက်တာပါတကူကိုတိုင်ဒီအချက်တွေကိုရှင်းပြပေးထားတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့အစိတ်အတောက်လေးတွေပေါ့အခုဆိုရင်ခလေးလေးတွေဆိုလို့ရှိရင်လည်းပလောစိတ်လေးတွေကြိုက်တယ်ခါကျင်လေးတွေကြိုက်တဲ့ခါမှာဆိုရင်ဘာဖြစ်လဲအယံဓမ္မကိုယားပြီးတော့အစိတ်တက်တယ်ဒါဆိုလို့ရှိရင်ကျမတို့ကစားဆောင်လေးကိုနော်တက်ခွက်လေးပေးတောက်လိုက်ပြီးလို့ရှိရင်စားဆောင်လေးနဲ့သူတို့နာကျင်နေတဲ့အရာတိုက်ခဲနေတဲ့အရာကိုကျမတို့ကလူပေးမဲ့ဆိုလို့ရှိရင်လည်းခဏအတာလေးပဲ15မိနစ်အမိနစ်20ပဲသူ့အနေနဲ့တက်တာလာတယ်ရှင်ပြီးတဲ့ခါကျလို့ကျမတို့ကစီပူတွေပေါ့နော်ဒါကျမတို့စီပူတွေလောင်တယ်ထမင်းကြီးတွေချက်တဲ့အခါမှာရင်နွေးလောင်တာတို့ပြီးတဲ့ခါကျလို့ကျမတို့ကငါးတွေကြော်တယ်စသဖြင့်အဲ့လိုစီပူလောင်လို့အနာတွေရာခဲ့မဲ့ဆိုလို့ရှိရင်လည်းစားဆောင်ဖြော်ရည်တွေကျမတို့ကတစ်ခွက်လေးတောက်ပြီးရင်နည်းနည်းလေးလိမ့်လိုက်မဲ့ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ပျောက်တယ်ချင်းအနာကျင်မှုတွေကိုအယံမခံနိုင်ရဘူးဘာလို့လဲဆိုတော့သူကိုယ်တိုင်ကဒီစားဆောင်ဖြေကဆိုလို့ရှိရင်စားဆောင်စစ်နဲ့ထုံးလုပ်ထားတာဖြစ်တယ်ချင်းဒါကြောင့်မလို့ကျမတို့ရဲ့ရင်ထဲမှာအေးတဲ့ကိုထိတိုက်တဲ့နေရာတိုင်းမှာအေးပြီးတော့မှပဲအဖုအဖောင်းအဖိတ်တွေကိုမဖြစ်ပဲနဲ့သူ့အနေနဲ့ဖြည်းဖြည်းချင်းပဲကိုယ်တွေအရာတွေကိုချောချပေးတဲ့နာကျင်မှုတွေကိုချောချပေးပြီးတော့မှပဲကိုခံစားနေရတဲ့ဝေဒနာတွေကိုတိကျပြောက်ကင်းစေတယ်ချင်းဒါကြောင့်မလို့အယံထဲမှာကြိုက်တယ်ပြီးလို့ဆိုလို့ရှိရင်တချို့တော်သူလေးတွေဆိုလို့ရှိရင်လည်းအပူတွေအယံကြီးတယ်ချင်းအပူတွေအရန်ကြီးတဲ့ခါမှာဘူးတွေထွက်တယ်အပြင်းတွေနဲ့ဘူးတွေထွက်တယ်အဲ့လိုမျိုးဘူးတွေထွက်တဲ့ခါမှာအရန်ဓမ္မကိုခံစားရခက်တယ်ချင်းဘာလို့ဆိုတော့ကျမကိုယ်တိုင်ကလည်းခန္ဓာပေါ့နော်ဖြစ်ပူတဲ့သူတရားဖြစ်တယ်အဲ့လိုမျိုးကိုယ်တွေပေါ်မှာအဖုဖုလေးတွေဖြစ်တယ်အပြင်းတွေဖြစ်တယ်အဲ့လိုမျိုးအရာတွေကဆိုရင်လည်းပူဆက်နဲ့အရန်ခံရခက်တယ်အဲ့လိုမျိုးသူလေးတွေဆိုလို့ရှိရင်လည်းကျမတို့ဖြစ်နေတဲ့အရာတွေကိုကိုယ်နေတဲ့သိပြီးဆိုလို့ရှိရင်တော့စားဆောင်ဖြိုရည်နော်အဖုံလေးဖွင့်ပြီးတော့ကျမတို့ကတစ်ခွက်တောက်မယ်ချင်းပြီးလို့ရှိရင်ကျမတို့အနာကိုအခုဖြစ်နေတဲ့အရာတွေကိုလည်းလိမ့်မဲ့ဆိုလို့ရှိရင်လည်း15မိနစ်အမိနစ်20မှာပို့ပြီးတော့တိတာလာတာဖြစ်တဲ့ချင်းဒါကဆိုကျမတို့ကအရင်ပြားပေါ်မှာဖြစ်တတ်တဲ့အရာတွေကိုလည်းကျမတို့ကစောင့်ရှောက်လို့ရတယ်ရှင်အယံဓမ္မကောင်းတယ်ပြီးတော့ဆိုလို့ရှိရင်လည်းဒီစားဆောင်ဖြိုရည်တွေကဆိုလို့ရှိရင်
တချို့ပေါ့နော်ဒါခွဲစိတ်ထားတဲ့လူနာတွေအတွက်အရန်မှသင့်တော်တယ်ရှင်ဘယ်လိုမျိုးသင့်တော်လဲဆိုလို့ရှိရင်တချို့သောသူတွေဆိုလို့ရှိရင်ခွဲစိတ်ထားတဲ့ဒဏ်ရာအနာတွေရတယ်ရှင်အပြင်ကတော့ကြက်နေပြီနော်အပြင်ကတော့ချောင်းနေပြီကြက်နေပြီဆိုပေမဲ့အတွင်းထဲမှာမကြက်ဘူးပေါ့နော်အတွင်းထဲမှာဆိုလို့ရှိရင်နည်းနည်းလေးကိုရီအနေနဲ့အစာလေးတွေစားမှားတဲ့ခါမှာဆိုလို့ရှိရင်ရားတာတို့ပြီးလို့ရှိရင်နာတာတို့အစသဖြင့်ကြိုက်တာတို့အဲ့လိုမျိုးအရာတွေဖြစ်တယ်ရှင်အဲ့လိုမျိုးသူတွေအတွက်ဆိုလို့ရှိရင်လည်းအရန်မှကောင်းတယ်ကျမတို့အခုထုတ်လုပ်ထားတဲ့စားဆောင်ဖြိုရည်လေးဆိုလို့ကျမတို့တစ်နေ့ကိုတစ်ခွက်တောက်သုံးပေးမယ်တကယ်လို့ကိုကနေပြီးတော့ဖြစ်တာနည်းနည်းကိုအစားကနည်းနည်းလွန်သွားပြီဆိုလို့ရှိရင်လည်းမနက်တစ်ခွက်ညနေတစ်ခွက်တောက်မယ်ဆိုလို့ရှိရင်လည်းကောင်းတယ်ရှင်ကျမတို့အထဲမှာစီးနေတဲ့အရာတွေကိုအမြန်ဆုံးတတ်တာစေတယ်ရှင်သူကပျောက်ကင်းစေတာဖြစ်တယ်နော်ဒါမှမဟုတ်ဒီစားဆောင်လေးရဆိုလို့ရှိရင်လည်းအရန်မှကိုကောင်းတယ်လူတိုင်းလည်းဆောင်သားတင်တဲ့အရာတွေဖြစ်တယ်ကျမတို့ရဲ့ဖြစ်လာမယ့်အရာတွေဆိုလို့ရှိရင်ကြိုတင်ပြီးတော့မသိရဘူးเนาะဒါပေမဲ့ကျမတို့ဒါစားဆောင်ဖြွေလေးကိုဆောင်ထားမယ်ဆိုရင်ကိုဘာဖြစ်လဲအစိတ်ပဲမိလာတာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုရဲ့အရေးပြားယောဂကြောင့်ဘူးတွေပဲထားတာလားဒါမှမဟုတ်ရင်ကိုမှခွဲစိတ်တဲ့ဒဏ်ရာဆင်းနေလို့မကြက်ပဲနဲ့เนาะဒါမကြက်လို့ကိုကအစားတစ်ခုခုမှားလို့ဘယ်လိုမျိုးဝေဒနာတွေခံစားနေရတာလဲဒီစားဆောင်ဖြွေဒက်ပလင်းတာချင်းမကျမတို့ကအရာအလုံးကိုဖြည့်ရှင်းပေးလို့ရတယ်ရှင်ညမလို့အရန်မှကိုကောင်းတာဖြစ်တယ်ဒါဆိုလို့ရှိရင်ပေါ့နော်ဒီခုစားဆောင်ဖြွေလေးကိုတောက်သုံးနေတဲ့သူတွေများရှိလားရှင်ရှိတဲ့ဆိုလို့ရှိရင်ပေါ့နော်ကိုတိုင်ကရောတကယ်ပေါ့တရားမှုရှိပြီးတော့မှပဲပေါ့နော်ကိုတိုင်သုံးဆွဲတဲ့သူတွေရှိလားပြီးကိုဝေဒနာခံစားနေရတဲ့အရာလေးတွေကိုကိုရဲ့ဒီစားဆောင်တောက်ပြီးတော့ပျောက်ကင်းတဲ့သူလေးတွေရှိလားရှင်ရှိမဲ့ဆိုလို့ရှိရင်စာလေးတွေဝိုင်းပြီးတော့ရေးလာပေးကြမယ်ချင်းဒါကတော့ကျမတို့စားဆောင်ဖြိုရည်ပဲဖြစ်တယ်ဒါဆိုလို့ကျမတို့ကနောက်ထပ်တစ်ချက်ကိုကျမတို့သွားမယ်ဒါကဆိုလို့ရှိရင်တော့ဗာလဲနော်အပုံလေးကိုကြည့်မယ်ချင်းဒါဆိုလို့ရှိရင်တော့ white toby ဖြစ်တယ်ချင်း white toby ကိုတောက်သုံးမှုတဲ့သူတွေရှိလားချင်းရှိတယ်ဆိုလို့ရှိရင်စာလေးတွေရေးလာပေးခဲ့မယ်ဒီ white toby ဟာဆိုလို့ရှိရင်မတို့အတွက်အရန်မှကိုကောင်းတာဖြစ်တယ်အခုခေတ်မှာဆိုလို့ရှိရင်နော်ဒါကိုပြိုပြိုလေးတွေနော်ဘိုက်ပူမှာကြောက်တဲ့သူတွေပြီးတဲ့အခါကျလို့ရှိရင်မတို့ဘိုက်ခောက်တွေထွက်နေတဲ့သူတွေပြီးတချို့တော့သူကအရင်မဝအောင်ရှင်ဒါပေမဲ့အစားအသောက်တွေစားတဲ့အခါမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဘိုက်ကြီးပူနေတဲ့သူတွေရှိတယ်အဲ့လိုမျိုးသူတွေအတွက်အရန်မှကိုတင်းတော်တာဖြစ်တယ်ဘိုက်ပူရခြင်းအကြောင်းရင်းကလည်းကိုယ့်ရဲ့ဥထဲမှာရှိနေတယ်ပေါ့နော်ဒါအညစ်ကြေးတွေကိုတိတ်ပြီးတော့မဖယ်ရှားနိုင်တာဖြစ်တဲ့ကြောင့်မလို့ဘိုက်ပူတဲ့သူတွေလည်းရှိတယ်နော်ဘိုက်ပူတဲ့ကိုမမတွေလည်းလုံးဝကိုစိတ်ပူကြမလို့ချင်းဘာကြလဲဆိုလို့ရှိရင် white toby အားလုံးကိုဖြည့်ရှင်းပေးတာဖြစ်တယ်ချင်းဒါဆိုလို့ရှိရင်ကျမတို့ရဲ့ဒီ white toby နော်ဒါ white toby ရောနော်ဒါတကယ်တောက်သုံးမှုတဲ့သူတွေရှိလားရှိမဲ့ဆိုလို့ရှိရင်အပုံလေးနဲ့တကွကျမတို့ကရေဒါပို့လာပေးမယ်ချင်းစာလေးတွေလည်းဝိုင်းဝန်းပြီးတော့ရေးလာပေးကြမယ်ချင်းအဲ့လိုဆိုကျမတို့က white toby နော်ဒီ white toby ရဆိုလို့ရှိရင်ကျမတို့တကယ်ကိုနော်အရန်မှကိုရှားပါတဲ့ကီဝီသီးနဲ့ဖော်ဆက်ထားတာဖြစ်တယ်ချင်းကီဝီသီးကိုကြိုက်တဲ့သူတွေရှိလားနော်ဒီ white toby ဆိုလို့ရှိရင်လည်းကီဝီသီးနဲ့ဖော်ဆက်ထားတယ်သူရဲ့အရာကလည်းအရန်မှကိုမှုေးပြီးတော့အရန်ကိုလည်းတောက်လို့ကောင်းတယ်ချင်းဒါဆိုကျမတို့ဒီ white toby ဆိုရင်ဘာတွေအတွက်ကောင်းတာကျမအသေးစိတ်လေးပြန်ပြီးတော့ရှင်းပြပေးမယ်ချင်းကျမတို့က white toby ကိုတောက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါအဲ့ရနော်ဒါအဲ့ရမအိတ်ခင်ကျမတို့ကတောက်ခြင်းအဖြစ်ဘာတွေကိုကျမတို့ကကောင်းစေလဲဆိုလို့ရှိရင်ကျမတို့ဝင်းလေးကိုမှန်စေတယ်ချင်းလူတိုင်းကဆိုလို့ရှိရင်လဲဝင်းချောင်းမှာအရန်ကြောက်ကြတယ်ချင်းဟုတ်လားဟုတ်ကျမတို့ဝင်းချောင်းလာပြီဆိုလို့ရှိရင်ခံစားရတဲ့ဝေဒနာတွေဆိုလို့ရှိရင်လဲအများကြီးပဲအရန်မှကိုလည်းတော့ဆိုးရတဲ့အရာတွေဖြစ်တယ်ပေါ့နော်ကြောင့်မလို့ကျမတို့ဝင်းတွေကိုမှန်စေဖို့ရအတွက်ကြောင့်မလို့ကျမတို့ကဒီ white toby ကိုဆိုလို့ရှိရင်ညမအိတ်ခင်ကျမတို့ဒါပေါ့နော်ဒါ3နာရီဝက်လောက်ပေါ့နော်ဒါ30စက္ကန့်ကျမတို့နာရီဝက်လောက်ကျမတို့ရှားပြီးတော့တောက်ပေးရမှာဖြစ်တယ်တောက်ပေးတဲ့အခါမှာဆိုရင်သူအားဆိုလို့ရှိရင်လည်းဝင်းတွေကိုမှန်စေတယ်ပြီးတော့ဆိုကျမတို့ရဲ့ဝင်းထဲမှာရှိနေတဲ့သွေးထဲမှာရှိနေတဲ့အဆီအဓာတ်တွေကိုလည်းသူ့အနေနဲ့ဖယ်ရှားပေးတာဖြစ်တယ်ချင်းကျမတို့ရဲ့လူတကောမှာဆိုလို့ရှိရင်အသွေးအသားနဲ့တိဆောက်ထားတာဖြစ်တယ်ချင်းဒါမှမဟုတ်ကျမတို့ရဲ့အသွေးသားထဲမှာရှိတဲ့စီတွေအားဆိုလို့ရှိရင်လည်းကျမတို့ကိုယ်တိုင်ကခင်းနဲ့အညီနော်ဒါအစားအသောက်တွေစားတဲ့အခါမှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်အသွေးထဲမှာတကယ်ကိုအဆီအတောက်တွေဖြစ်စေတဲ့ချင်းအဲ့ဒီအဆီအတောက်တွေကိုလည်းသူ့အနေနဲ့ဖယ်ရှားပေးတာဖြစ်တယ်ပြီးတော့ဆိုလို့ရှိရင်လက်ကောင်ယောဂပေါ့နော်ဒါတချို့သောကလေးငယ်လေးတွေဆိုလို့ရှိရင်လည်းလက်ကောင်ဖြစ်တဲ့အခါမှာအရန်မှကိုခံစားရတယ်တချို့သောလူကြီးတွေဆိုလို့ရှိရင်လည်းဒါပေါ့နော်သူတို့အနေနဲ့
လက်ကောင်းဖြစ်တဲ့ဝေဒနာကိုခံစားရတယ်ဒီဝေဒနာကဆိုလို့ရှိရင်လည်းအယံဓမ္မကိုဆိုးပါတယ်ဘာကြောင့်ဆိုရင်ထိုင်မရထမရနဲ့လေနော်အဲ့လိုမျိုးလက်ကောင်းသမားလေးတွေအတွက်ဆိုလို့ရှိရင်လည်းအယံဓမ္မကိုတင်းတော်တာဖြစ်တဲ့ချင်းပြီးလို့ကျမတို့ရဲ့အစာနော်ဒါအစာချေပြတ်မှုကိုလည်းအားကောင်းစေတာဖြစ်တဲ့ချင်းအဲ့ဒါကဘယ်လိုမျိုးလဲဆိုရင်ကျမတို့အခုထမင်းတွေပါတယ်စားတဲ့ခါကြလို့ရှိရင်တစ်ခါကြောက်ဆိုရင်အစာမကြေပဲနဲ့ရင်တောက်ရင်ပြည့်ရင်ကယ်တွေဖြစ်တတ်တဲ့ချင်းအဲ့လိုမျိုးဖြစ်နေတဲ့သူလေးတွေဆိုလို့ရှိရင်လည်းအယံဓမ္မကိုအဆင်ပြေတာဖြစ်တဲ့ဒါဆိုကျမတို့ကဒီဝင်းရှောက်ရခြင်းပေါ့တေးကြတာကတော့အခုကျမပြောသွားပေးတယ်ယောဂတော်တော်များများကဆိုလို့ရှိရင်လည်းဝင်းရှောက်လို့ဖြစ်တဲ့ယောဂတော်တော်များများဖြစ်တဲ့အချင်းဒါဆိုရင်ကျမတို့ယောဂပေါ့နော်အခုလိုမျိုးဝင်းရှောက်တဲ့ယောဂဘာကြောင့်ဖြစ်ရတာလဲအခုလိုမျိုးကိုယ့်ရဲ့ bite တွေထဲမှာပေါ့နော်ဒါအောက်ကိုမဆင်းနိုင်ပဲနဲ့တကယ်ကိုအစာကိုယ့်ရဲ့ဦးထဲမှာစီးနေတဲ့အညစ်အကြေးတွေကိုသူကမဆင်းနိုင်ဘူးမဖယ်ရှားနိုင်ဘူးဆိုရင်လည်းကိုယ့်ရဲ့ဘိုက်ထဲမှာပူစေတယ်ပြီးလို့ရှိရင်ဝင်းရှုပ်တဲ့ဝေဒနာကိုလည်းခံစားရတာဖြစ်တယ်ဒါဆိုရင်ဘာကြောင့်ဝင်းချုပ်ရတဲ့ဆောင်းကိုကျွန်မအနေနဲ့လည်းပြန်လည်ပြီးတော့မျှဝေပေးမယ်ချင်းဝင်းချုပ်တယ်ဆိုတာကကျွန်တော်တို့အစားစားတဲ့ခါမှာပေါ့နော်ဒါကိုယ့်ရဲ့ကျန်းမာရေးနဲ့မကိုက်ညီလို့ဖြစ်တဲ့ချင်းအဲ့ဒါကဘာလဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော်တို့ခင်းနေညီအယံဓမ္မကိုမှတိုးတက်လာတာဖြစ်တယ်ဒါကားဆိုရင်ကျမတို့7နေမှာဆိုလို့ရှိရင်အာလူးကြော်တွေเนาะကျမတို့ကစားကြတယ်เนาะတော်တော်များများပေါ့เนาะမိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်တော်တော်များများဆိုလို့ရှိရင်အမျိုးအာလူးကြော်အလျှောက်လေးဆိုလို့ရှိရင်ကြိုက်ကြတယ်ချစ်ဘာလို့ဆိုရင်ယောက်ျားလေးဆိုလို့ရှိရင်ဘီယာနဲ့မြည်မယ်အယံနဲ့မြည်မယ်မိန်းကလေးတွေဆိုလို့ရှိရင်လည်းတီဗီကြည့်ရင်နဲ့ဇလံတွေကြည့်ရင်နဲ့ကိုယ်နေအပြင်းပြေပေါ့เนาะစားတဲ့အရာလေးတွေဖြစ်တယ်ဒါပေမဲ့မစားရဘူးလို့မဆိုလို့ဘူးစားတာကတော့စားလို့ရတယ်ဒါပေမဲ့လည်းကျမတို့အလွန်အကျွံစားတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ဘိုက်ထဲမှာအဆီတွေဖြစ်စေတယ်ပေါ့နော်အဆက်ရတောက်တွေဖြစ်စေတယ်ရှင်ပြီးတော့ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်မတို့စားကြတယ်ဗာလဲဝက်ပါတို့เนาะဒါအခုဆိုရင်ထိုင်းနိုင်ငံမှာဆိုရင်အရန်နံပါတ်ကြီးတဲ့အချင်းအဲ့ဒါကဆိုရင်မူကထက်နော်ကျမတို့မူကထက်တွေဆိုရင်တော်တော်များများစားကြတယ်ကျမဆိုလို့ရှိရင်အရန်ကြိုက်တယ်ချင်းမူကထက်ကဆိုလို့ကျမတို့သွားပြီးတော့ဆိုင်မှာစားမယ်ဆိုလို့ရှိရင်เนาะဒါ199ဘတ်ဟုတ်တယ်ဟုတ်တရားကိုဆိုရင်အဝါစား199ဘတ်ပေးရတယ်ဒါဆိုလို့ဆိုရင်အဲ့ဒီထဲမှာဆိုရင်အသားငါးဘောင်းဆုံးပါတယ်ရှင်ဝက်သားတွေပါတယ်ပဇူတွေပါတယ်ငါးတွေပါတယ်ဒါဆိုရင်ကျမတို့ပြန်ပြီးတော့တွေးကြည့်မယ်ရှင်အခုဆိုလို့ဆိုရင်ဝက်သားတစ်ပိတ်သားဟိုတော့မှကျမတို့က200ကျော်ပေးရပြီရှင်ပြီးလို့ဆိုရင်ပဇုံတွေဆိုလို့ဆိုရင်လည်း200ကျော်တွေပေးရတယ်ဒါဆိုလို့ဆိုရင်ကျမတို့အခုစားတာကတပွဲငါဒါလူတယောက်ကိုအဝါစားမှာ199ဘတ်ဆိုလို့ဆိုရင်ဒါဆိုလို့ဆိုရင်ကျမတို့အယံဓမ္မတန်နေပြီဒါကြောင့်မလို့လက်ဆက်တဲ့နော်ဒါအသားငါးတွေဖြစ်နိုင်မှာမလားရှင်မဖြစ်နိုင်ဘူးเนาะဒါမလို့တို့တွေကဆိုလို့ရှိရင်တကယ်ကိုရေခဲတွေရိုက်ဘယ်နှပတ်ဘယ်နှလားမှမသိဘူးเนาะရေခဲတွေရိုက်ပြီးတော့မှပဲတိမ်ဆဲပြီးမှเนาะကျမတို့လာပြီးတော့ရောင်းချတာဖြစ်တယ်ကျမတို့ကိုယ်တိုင်ကလည်းတန်တယ်အယံဓမ္မကောင်းတယ်ဆိုလို့ရှိရင်တော့အငန်းမရကျမတို့ကအယံဓမ္မကိုစားကြတာဖြစ်တယ်ဒါကတော့လူတဘာဝပဲเนาะကျမတို့စားတဲ့အခါမှာဆိုလို့ရှိရင်အလွန်ကြုံပေါ့เนาะစားတဲ့အခါမှာကိုယ့်ရဲ့ဝင်ထဲမှာအဆီเนาะဒါအဆိပ်အတောက်တွေဖြစ်တယ်ချင်းအဆီတွေလည်းအပိုစေတာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျမတို့ကဒီမျိုးအရာနဲ့ပတ်သက်ပြီးတော့ဝင်ရှုပ်တဲ့ဘက်ဆန်းကိုကျမတို့သွားတာဖြစ်တယ်ချင်းပြီးနောက်ထပ်အရွက်တွေပေါ့နော်ရဲမှာဆိုရင်အရွက်တွေပါတယ်အခုခက်ကဆိုလို့ရှိရင်ဘယ်အရာမှာကျမတို့တဘာဝမရှိတော့ဘူးချင်းအရာအလုံးကဆိုလို့ရှိရင်လည်းဆေးတွေထိုးကြတယ်နော်ဆေးထိုးတယ်ပြီးဆေးစိမ်ပြီးတော့ရောင်းတဲ့အရာတွေကြီးပဲအခုခက်ကဆိုရင်တဘာဝဘာမှမရှိတော့ဘူးအဲ့လိုမျိုးအရာတွေရှိတာဖြစ်တဲ့ကြောင့်မို့ကျမတို့စားနေတဲ့เนาะဒါအသားငါးတို့အသီးအရွက်တို့ပြီးလို့ဆိုလို့ရှိရင်ကျမတို့မုတ်တွေပေါ့နော်အစသဖြင့်စီနဲ့ကြော်ထားတဲ့မုတ်တွေအစသဖြင့်အဲ့လိုမျိုးအရာတွေကကျမတို့အတွက်အစိတ်အတောက်တွေဖြစ်စေတယ်ရှင်အဲ့လိုမျိုးအစိတ်အတောက်တွေအားလုံးကိုဆိုလို့ရှိရင်ကျမတို့ဖိုက်တိုဗီကဖြည့်ချင်းပေးတယ်ရှင်အဲ့ဒီချက်ကဆိုရင်အယံဓမ္မကောင်းတယ်ကျမတို့ဝင်ရှုံနေတဲ့သူတွေအဲ့မျိုးဝင်ရှုံတဲ့သူတွေဆိုလို့ရှိရင်လည်းကျမတို့ဝင်မှန်စေဖို့အတွက်ဖွက်တိုဗီဒီယိုကျမတို့တောင်းမယ်ပြီးတော့ဆိုရင်ကျမတို့ရဲ့အဲ့လိုမျိုးပေါ့နော်အစားအသောက်တွေအားလုံးကျမတို့စားတဲ့အခါမှာကျမတို့ရဲ့ဝင်ထဲမှာပေါ့ကျမတို့ရဲ့ဥမကြီးထဲမှာလာပြီးတော့ခံတာဖြစ်တယ်ကျမတို့ဥမကြီးကအရန်ကြီးအလုံးမလုံးတော့ဘူးဘာဖြစ်လဲသူကိုယ်တိုင်ကလည်းဒါစစ်ဆေးပြီးတဲ့ခါကျဆိုရင်သူသွားရမယ့်နေရာပေါ့နော်ဒါတကယ်လို့ဝင်ပဲဆိုလို့ရှိရင်လည်းဝင်ပဲနော်ဒါသွားတယ်ပြီးလို့ရှိရင်သူအာဟာရဖြစ်စေမယ့်အရာတွေဆိုလို့ရှိရင်အာဟာရဖြစ်စေမယ့်နေရာတွေမှာသူ့အနေနဲ့ရှာပေးပြီးတဲ့ခါကျလို့ရှိရင်သူ့အနေနဲ့အကုန်လုံးပေါ့နော်ကိုယ့်ရဲ့ဘိုက်ထဲမှာသူ့အနေနဲ့
မစင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဘက်ကြီးကတောက်ပြီးတော့ဥလာမကြီးကကြာတဲ့ခါမှာဖြစ်လေညစ်ပတ်လာတယ်ပေါ့နော်ကြာတဲ့ခါမှာညစ်ပတ်တဲ့ဘက်ကြီးကပွားဥကြီးကပွားလာဖြစ်တယ်ဒါမှမဟုတ်ကျမတို့အဲ့လိုမျိုးဥတွေကိုတန့်စင်ဖို့အတွက်အရန်လိုအပ်တယ်ကျမတို့အပြင်မှာဆိုလို့ရှိရင်ရုံမလှဘူးလားကျမတို့အလှတင်လို့ရတယ်ချင်းသပင်မလှဘူးလားကျမတို့ကသပင်ကိုပြင်ဆင်လို့ရတယ်အပြင်ကျမတို့အသားရည်မလှဘူးလားအသားရည်မလှဘူးဆိုလို့ရှိရင်လည်းအသားရည်လှအောင်ကျမတွေကပြုတ်ပြင်လို့ရတယ်ဒါပေမဲ့ကျမတို့ဝင်းထဲမှာရှိနေတဲ့အရာတွေကလီဆိုင်ကကျမတို့ကအပြင်ထုတ်ပြီးတော့ဆေးလို့မရဘူးရှင်ကျမတို့ရဲ့ဘိုက်ထဲမှာရှိတဲ့ဥပါဆိုအဲ့လိုမျိုးပဲကျမတို့ဟိုးငယ်ငယ်ကလေးတွေကထမင်းစားတက်လာကြတဲ့ကပေါ့နော်ကျမတွေကထမင်းတွေစားတယ်ပြီးလို့ရှိရင်အသားငါးတွေအကုန်လုံးစားတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ရဲ့ဝင်းထဲမှာလည်းအဲ့လိုမျိုးအညစ်ကြေးတွေကကြံ့နေတယ်ဥပမာကျမတို့ပြောမယ်ဆိုလို့ရှိရင်ပိုက်တစ်ပိုက်လိုမျိုးပဲနော်ဒါပိုက်ကြီးတစ်ပိုက်လိုမျိုးပဲရေတွေအညစ်ကြေးတွေအဝင်တဲ့အခါမှာကြံလာတော့ဘယ်လိုဖြစ်လာလဲထူပြီးတော့ပိန်းလာတယ်အရင်ကမှညစ်ပတ်လာတယ်နော်အဲ့လိုမျိုးပဲဒါကြောင့်မလို့အဲ့လိုမျိုးကိုယ့်ရဲ့ဘိုက်ထဲမှာလည်းအညစ်အကြေးတွေနော်အညစ်အကြေးတွေကိုလည်းအလွယ်တကူဖယ်ရှားပေးလို့ရတယ်ရှင်အဲ့ဒါကဘာလဲရှင်မတို့ဖိုက်တိုဝီနော်ဖိုက်တိုဝီကိုဆိုလို့ရှိရင်ဥအရန်နမကိုတတ်တယ်ပြီးလို့ရှိရင်ဒါဥကင်ဆာတွေကိုလည်းသူ့အနေနဲ့လည်းကာကွယ်ပေးတယ်ရှင်အဲ့လိုမျိုးဥသားမှလည်းတခြားသောယောဂတွေမဖြစ်မှာဖြစ်တယ်နော်။ဒါမှမဟုတ်ကျမတို့ဒီဖိုက်တိုဗီယာဆိုရင်ကိုယ့်ရဲ့ဥထဲမှာရှိတဲ့အညစ်အကြေးတွေအားလုံးကိုသူ့အနေနဲ့လည်းဖယ်ရှားပေးတယ်ရှင်။နောက်ကျမတို့ဖိုက်တိုဗီယာဆိုလို့ရှိရင်တောက်သုံးရမယ်အရာလေးတွေကဆိုလို့ရှိရင်အညှိုးလေးတွေလည်းရှိတယ်ရှင်။ဒီဖိုက်တိုဗီယာဆိုလို့ရှိရင်တကယ်ကိုအရန်နမကောင်းတဲ့ထမင်းစားတက်ပြီးကြတဲ့ကသူနော်။ဥစီးတဲ့သူတိုင်းကျမတွေကတောက်သုံးတင်တာဖြစ်တယ်ချင်းတကယ်လို့ကိုယ်တွေမှာအဲ့လိုမျိုးနော်ဒါယောဂကြီးကြီးမားမားတွေပေါ့ဒီဥနဲ့ပတ်သက်ပြီးတော့ပြီးစင်ကိုယ့်ရဲ့ဘိုက်ထဲမှာဖြစ်နေတဲ့အရာတွေကိုအရန်ကြီးမခံစားရဘူးဆိုတော့သိကြတယ်လူတိုင်းကဝင်ချုပ်ကြတယ်ချင်းနော်ပြီးစင်ဒါလူတိုင်းကဆိုလို့ရှိရင်ငငယ်တုန်းကအစာစားတာဖြစ်ကြမလို့ကိုရီးယားဘိုက်ထဲမှာအဲ့လိုအကျွေးကြံနေပေါ့အညစ်ကြေးတွေကကြံနေတာဖြစ်တယ်အဲ့လိုမျိုးအညစ်ကြေးတွေကြံနေလေကိုရီးယားမှာယောဂတွေနောက်ထပ်မဖြစ်တဲ့ကြောက်စရာကောင်းတဲ့ယောဂတွေလည်းအလွယ်တကူဝင်လာနိုင်တယ်ချင်းဒါကြောင့်ကျမတွေကဝင်းမှန်စေဖို့အတွက်ရဲ့ပြီးလို့ရှိရင်ကျမတို့အတွက်တကယ်ကိုမှပေါ့နော်ဥစင်းကြဖို့အတွက်ရဲ့ဆိုလို့ရှိရင်ဖိုက်တိုဗီကိုတောက်သုံးရမှာဖြစ်တယ်ဒီဖိုက်တိုဗီကျမတွေတောက်သုံးမဲ့ဆိုလို့ရှိရင်တော့တလာဒါတရက်ကိုတစ်ထုပ်ကျမတွေကတောက်သုံးရမှာဖြစ်တယ်ချင်းတကယ်လို့ကိုကအရန်နမကိုပေါ့နော်ခန္ဓာကိုဝါနေတဲ့အဆီတွေများတယ်ဆိုလို့ရှိရင်ကျမတွေကတရက်ကိုနှစ်ထုပ်ကျမတွေကတောက်သုံးပေးရမှာဖြစ်တယ်မနက်တစ်ထုပ်ညနေတစ်ထုပ်ကျမတွေကတောက်သုံးရမှာဖြစ်တယ်တကယ်လို့ဝမ်းမှန်စေဖို့အတွက်ပဲဒီယောဂဒီဝင်းလျှောက်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့အတွက်တကယ်ကိုဆိုးကျိုးအများကြီးပဲရှိတယ်နော်ဒါကတော့ပြောမယ်ဆိုရင်ကုံတော်မဟုတ်ဘူးချင်းအဲ့ဒါကဗါလဲကျမတွေကခေါင်းကိုက်တဲ့အရာတွေပြီးလို့ရှိရင်ဒါခေါင်းကိုက်တဲ့အရာတွေပြီးလို့ရှိရင်အသားရည်တွေခြောက်သွေးတာတွေပြီးတဲ့ခါကျကျမတွေကဒူးနာခါနာတဲ့အရာတွေခေါင်းမူးစေတဲ့အရာတွေမိုးမော့တက်တဲ့အရာတွေအများကြီးခံရတယ်ချင်းဒါကတော့ခေါင်းဒါဝင်းချုပ်တဲ့သူတွေအဲ့လိုမျိုးဝင်းမချုပ်ဖို့ရန်အတွက်ဝင်းမှန်စေဖို့အတွက်ဆိုကျမတွေကတရက်ကိုတစ်ထုပ်ကျမတွေကတောက်ရမှာဖြစ်တယ်ချင်းတကယ်လို့အရန်နမကိုဝါတဲ့အစီတွေအရန်နမကိုပို့တဲ့သူတွေအတွက်ဆိုရင်ကျမတွေကမနက်တစ်ထုပ်ညနေတစ်ထုပ်တနေ့ကိုနှစ်ထုပ်တောင်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှပဲတင်းတော်တာဖြစ်တယ်ဒါဆိုရင်ကျမတွေကဒါဒီဖိုက်တိုဗီကဆိုလို့ရှိရင်တစ်မျိုးတည်းရှိတာမဟုတ်ဘူးချင်းဒီမှာဆက်မမဆိုရင်ဖိုက်တိုဗီကဆိုရင်၃မျိုးတောင်မှရှိတာဖြစ်တယ်နော်ဒါ၃မျိုးတောင်မှရှိတာဖြစ်တယ်ကိုကြိုက်တဲ့နော်ဒါကိုကြိုက်တဲ့အရာကိုနဲ့ကိုင်းညီမဲ့ဖိုက်တိုဗီကိုဝယ်ယူပြီးတော့သုံးဆောင်ဖို့အတွက်အရန်နမကိုလိုအပ်တာဖြစ်တယ်ဒါဆိုရင်မကနောက်ထပ်ပစ္စည်းတစ်မျိုးထပ်ပြီးတော့သွားမယ်ဒါကဆိုလို့ရှိရင်တော့တိကျတဲ့သူတွေရှိလားရှင်မိန်းကလေးတွေတော်တော်များများပေါ့နော်ဒါမိန်းကလေးတော်တော်များများသုံးဆွဲရမယ်အရာတွေဖြစ်တယ်ဒါကိုမိန်းကလေးတိုင်းပေါ့နော်တောက်တင်းတဲ့အာဟာရဓာတ်စာလည်းဖြစ်တယ်ရှင်ဒါဆိုလို့ရှိရင်ပေါ့နော်အခုကျွန်မပြပေးသွားတယ်ကလစ်ပလက်ပေါ့နော်ဒါကလစ်ပလက်ကိုတောက်သုံးမှုတဲ့သူလေးတွေရှိလားရှင်ရှိတယ်ဆိုလို့ရှိရင်စာလေးတွေရေးလာပေးခဲ့ကြည့်ပါဦးကိုတိုင်ကရောတကယ်ကိုသုံးဆွဲနေရလားနော်ပြီးတော့ဆိုရင်ကိုတိုင်သုံးဆွဲနေတယ်ဆိုလို့ရှိရင်ကိုအခန်းမလေးတွေပေါ့နော်ရှိတယ်ဆိုလို့ရှိရင်တော့ဖာလေးတွေကိုနော်ဒါဖာလေးတွေကိုဓာတ်ပုံလေးရိုက်ပြီးတော့ပို့လာပေးမယ်ရှင်ဘာကြောင့်လဲဆိုမိန်းကလေးတွေအတွက်မစိမဖြစ်လိုအပ်တာဖြစ်တယ်ဒါဆိုလို့ရှိရင်မကကလစ်ပလက်အကြောင်းကိုပြောတဲ့အခါမှာယောက်ျားလေးနည်းနည်းလေးနားပိတ်ထားပေးမယ်နော်ဒါမဟုတ်ဘူးဆိုလို့ရှိရင်လေကိုတိုင်ကကိုမပေါ့နော်ချစ်လေးတွေပေါ့နော်ဒါတကယ်လို့ကိုကလူပြိုးဆိုရင်တော့ကြောက်ကိုနေနဲ့အိမ်နှောင်ပြုတ်မယ်ဟုတ်ပြီးလို့ဆိုရင်ကိုရဲ့ရည်စားလေးတွေပေါ့နော်ဖြစ်တဲ့အရာတွေကိုတိုင်သိထားမယ်ဆိုလို့ရှိရင်လေဘာဖြစ်လဲကိုတိုင်စောက်ချောက်လို့ရတယ်ရှင်ကာကွယ်လို့ရတယ်ပြီးရင်ကိုချင်းစာလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအရာလေးတွေနောက်ပြီးတော့ဆိုရင်အိမ်အောင်တယ်တွေဆိုလို့ရှိရင်လေကိုရဲ့ဇနီးမယားဖြစ်နေတဲ့အရာလေးတွေကိုနားလဲပေးပြီးတော့နောက်တာနားလဲပေးမယ်ဆိုရင်သိကြတဲ့
နှစ်ဦးတဘောသူပေါ့နားလဲမဲ့ဆိုရင်ပို့ပြီးတော့မှပဲဒါနော်အိမ်အောင်ကြီးကအဆင်ပြေတာဖြစ်တယ်နော်ဒါကြောင့်မလို့ကျမတို့မိန်းကလေးတွေအတွက်ကတော့အရန်နှမကိုကောင်းတဲ့ပြီးပြည့်စုံတဲ့ကလစ်ပလက်လေးဖြစ်တယ်တေချာကတော့ကလစ်ပလက်အကြောင်းကိုဆိုလို့ရှိရင်မိန်းကလေးတော်တော်များများလဲသိမယ်လို့တော့ထင်တယ်ရှင်အဲ့ဒါကဘာလဲကျမတို့ကမိန်းကလေးတွေအတွက်အရန်နှမကိုယုံကြည်မှုစီးစေတယ်ဟဲ့နော်ယုံကြည်မှုစီးစေတယ်ဆိုလို့ဒါငါတို့စက်မော်စီဘွားရေးမှာနော်ဒါဒီကလစ်ပလက်တောင်းမယ်ဆိုရင်ယုံကြည်မှုစီးစေတယ်ဆိုလို့ရှိရင်ဒါယုံကြည်မှုစီးစေတယ်ထင်ပြီးတော့မှပဲယောက်ျားလေးရောမိန်းကလေးရောလှိပ်ပြီးတော့မတောက်ကြနဲ့နော်ကျမပြောချင်တာကမိန်းကလေးတွေပေါ့နော်ဒါမိန်းကလေးတွေအတွက်ယုံကြည်မှုအပြည့်အဝစီးစေတယ်ချင်းကျမတို့မိန်းကလေးတွေအားဆိုလို့ရှိရင်အမြဲတမ်းအလားပါတွေကြိုက်တယ်ပြီးတော့ဆိုလို့ရှိရင်ကိုဖြစ်နေတဲ့အရာလေးတွေကိုဝေဒနာကိုခံစားနေရပြီဆိုလို့ရှိရင်မျက်နှာကအစပြောင်းလဲကြတာဖြစ်တယ်ဒါကြောင့်မလို့ဒီကလစ်ပလက်လေးကိုတောက်မယ်ဆိုလို့ရှိရင်မိန်းကလေးတွေအတွက်အရာအားလုံးကိုပြည့်စုံတာဖြစ်တယ်ယုံကြည်မှုလည်းစီးစေတာဖြစ်တယ်ချင်းဒါကြောင့်ကတထည့်ချင်းစီပေါ့နော်မျှဝေပေးမှာဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်အရင်ဆုံးကျမတို့မိန်းကလေးတွေပေါ့နော်ဒါတလားမှာတစ်ခါနော်ဒါဓမ္မတာလာတယ်ပေါ့နော်တနာမတခါဒါဓမ္မတာလာတဲ့အခါကျလို့ရှိရင်တော့ကိုယ့်တွေအတွက်အရင်ကမှအဆင်ပြေတယ်နော်ဘာလို့ဆိုတော့မိန်းကလေးတော်တော်များများကဆိုလို့ရှိရင်အဲ့လိုဖြစ်ပြီးဆိုလို့ရှိရင်နာကျင်ကြိုက်ခဲတယ်ရှင်နော်ဒါနာကျင်ကြိုက်ခဲတဲ့ဝေဒနာကိုခံစားရတယ်ပြီးရင်စိတ်တွေဆိုလို့ရှိရင်အရင်ကမှတိုးတယ်တစ်ချက်ပေါ့နော်ဟိုတချို့တော့သူကတွေးမှာပဲဟေးငါရဲ့မိမကနော်ငါရဲ့ရှစ်သူကအရင်တော့ဆိုလို့ဆိုဘာဖြစ်လဲမသိဘူးအရင်ကမှစိတ်ကောင်းတာပဲအရင်ကမှကိုချစ်ဖို့ကောင်းတယ်ဒါပေမဲ့ तू တလားတစ်ခါကြလို့ဆိုရင် तू ရဲ့မျက်နှာကဘလူးသက်ညာတီစုပ်ထားသလိုမျိုးပဲမဲချုပ်ပြီးတော့ဘာဖြစ်စိတ်ပဲတူနေတယ်ပေါ့အကောင်းပြောလဲအကောင်းမမြင်တော့ဘူးမျိုးစိငါ့ကိုရက်မဲချချင်နေတယ် तू ဘာဖြစ်လဲမသိဘူးအဲ့လိုမျိုးအရာလေးတွေးတဲ့သူတွေစီတယ်အဲ့ဒါကကျွန်တော်တို့နားလည်ပေးရမယ်ရှင်ကျွန်တော်တို့ဒီမျိုးမိန်းကလေးတဘာဝဖြစ်တဲ့အခါမှာဆိုလို့ဆိုရင်အရန်နှမကိုနာကျင်ကြိုက်ခဲတဲ့ဝေဒနာကိုခံစားရတာဖြစ်တဲ့ချင်းအလူအလိပ်ပေါ့နော်အဲ့လိုမျိုးခံစားရတာဖြစ်တယ်တချို့သောသူတွေဆိုလို့ဆိုရင်အဲ့လိုမျိုးဝေဒနာကိုခံစားရတဲ့အခါမှာနော်ဒါမိန်းကလေးတဘာဝဖြစ်တဲ့အခါမှာဝက်ချံနော်ဒါမျက်နှာမှာဆိုလို့ဆိုရင်ဝက်ချံတို့တင်းသိတို့ထွက်တဲ့သူတွေရှိတယ်နာကျင်ကြိုက်ခဲတဲ့သူတွေရှိတယ်ချင်းဒါဆိုကျွန်တော်တို့ကကလစ်ပလက်ကိုတောင်းရမှာဖြစ်တယ်ဒီကလစ်ပလက်ကကျွန်တော်တို့မိန်းကလေးတွေအတွက်အရန်နှမကိုပြည့်စုံတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကအဲ့လိုမျိုးပေါ့နော်ဓမ္မတာလာတဲ့အခါမှာမမှန်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ရဲ့အသားရည်တွေအရန်နှမကိုခြောက်သွေးတာဖြစ်တယ်တချို့သောသူတွေကဆိုလို့ရှိရင်လည်းလာတယ်မမှန်ဘူးချင်းမမှန်ဘူးပြီးတော့ဆိုရင်အနည်းများလည်းရှိသေးတယ်နော်အဲ့လိုမျိုးအရာတွေဆိုလို့ရှိရင်ကိုယ်တွေမှာမမျှတဘူးမမျှတဘူးဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ရဲ့အသားရည်တွေခြောက်သွေးတယ်ချင်းအသားရည်ရဆိုလို့ရှိရင်လည်းစိုးပြေမှုမရှိဘူးเนาะဖြူဆက်ဖြူရောနဲ့လုံးဝကိုကြည့်ရတာအဆင်မပြေဘူးကိုလည်းယုံကြည်မှုတွေအရန်နှမကိုအားနည်းစေတယ်ချင်းဒါဆိုရင်ကိုယ့်ရဲ့အသားရည်လှပဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ကထိမ့်သိမ်းရမယ့်အရာတွေဖြစ်တယ်။ဒါကြောင့်မို့ကျမပြောတယ်ဒီ clip plat ဘူးဟာဆိုလို့ရှိရင်ကျမတို့ရဲ့အတွက်အရန်နဲ့မှ main ကလေးတွေအတွက်ပေါ့နော်လုံးဝကိုအဆင်ပြေတာဖြစ်တယ်ချင်းအရာအားလုံးကိုကျမတို့ကပြည့်စုံတာဖြစ်တယ်ပြီးလို့ရှိရင်ဒါ main ကလေးတွေဆိုလို့ရှိရင်လည်းဒါမျိုးဖြစ်တဲ့အခါမှာဆိုလို့ရှိရင်တအိမ်တွေဆိုလို့ရှိရင်ယားရံတာတွေရှိတယ်ပြီးတော့ဒါယားရံတဲ့အရာတွေရှိတယ်ပြီးလို့ရှိရင်အနတ်ဆိုးတွေလည်းထွက်တဲ့အရာတွေရှိတယ်ချင်းအဲ့ဒီအရာတွေကို तू ကနေပြီးတော့မှပဲဖယ်ရှားပေးတာဖြစ်တယ်ပြီးလို့ရှိရင်တိတာပျောက်ကင်းစေတာဖြစ်တယ်ချင်းပြီးတော့ဆိုလို့ရှိရင် main ကလေးတွေဆိုရင်တချို့နော်ဒါမမှန်တဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ပေါ့နော်ဒီယာဒီလာတဲ့အခါမှာမမှန်တဲ့အခါကျလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုရင်ဘိုက်တွေပူတဲ့သူတွေရှိတယ်ပြီးလို့ရှိရင်ပေါ့နော်ဝင်းတွေရှောက်တဲ့သူတွေရှိတယ်ချင်းအဲ့လိုမျိုး၆လပြီးဆိုလို့ရှိရင်ဝေဒနာကဆိုလို့ရှိရင်အယံနှမကိုခံစားရတာခက်တယ်ဒါဆိုလို့ရှိရင်ကျမတို့ဒီလိုမျိုးဝေဒနာတွေကိုခံစားဒါခံစားရတာပေါ့နော်ချောချစေဖို့ရအတွက်ကျမတို့ရဲ့ main ကလေးတွေမှာဆိုလို့ရှိရင်အယံနှမကိုနော်ကိုယ့်ရဲ့ကျန်းမာရေးကိုစောင့်ရှောက်ထားဖို့အတွက်အယံလိုအပ်တယ်ကိုယ့်ရဲ့ကျန်းမာရေးကိုစောင့်ရှောက်မယ်ကိုယ့်ရဲ့အလှပကိုစောင့်ရှောက်မယ်ကိုယ့်ရဲ့ရုပ်ရည်ဥမာကိုကျမတွေကစောင့်ရှောက်မယ်ပြီးရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ့နော်ဒါကိုယ့်ရဲ့ခန္ဓာကိုယ်လည်းကျမတွေကစောင့်ရှောက်ဖို့အတွက်လည်းလိုအပ်တယ်ချင်းအဲ့ဆိုတော့ဟိုတချို့သောသူတွေအားဆိုလို့ရှိရင်ပေါ့နော်ဒါရင်သားတွေမရှိတဲ့သူတွေသူများတွေကတကယ်ကိုနော်ရင်သားရှိတဲ့သူတွေကိတ်တဲ့သူတွေကိုပေါ့နော်ကြည့်ပြီးတော့ကိုကဘေးကနေကြည့်ပြီးတော့အားကြနေတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အားကြတဲ့သူတွေရှိတယ်ရှင်ဒါဆိုရင်ကိုယ်တိုင်ကအဲ့လိုမျိုးအားကြမခံရအောင်ကိုယ်တိုင်နော်ဒီ clip plat ကိုကျမတို့တောက်မယ်ချင်းဒါ clip plat ကဆိုကျမတို့ကရင်တွေတင်းတွေပေါ့နော်အရာအားလုံးကိုကျမတို့ကတင်းရင်းပြီးတော့တဘာဝတိုင်ကျမတို့လှပစေတာဖြစ်တယ်ချင်းပြီးလို့ရှိရင်အိမ်အောင်တဲ့တွေအတွက်ဆိုလို့ရှိရင်လည်းအယံနှမကိုတင်းတော်တယ်နော်သူကဆိုလို့အိမ်အောင်ဒုက္ခကိုလည်းသူ့အနေနဲ့အစင်ပြေချောမွေးစေတယ်ပေါ့နော်ဒါကကျမအများကြီးမရှင်းတော့ဘူးနော်အဲ့လိုမျိုးကျမတို့ကတကယ်ကိုပေါ့နော်အယံနှမကိုကောင်းတာဖြစ်တယ်ကျမတို့ main ကလေးတွေအတွက်တကယ်ကိုလိုအပ်နေတဲ့
အရာတွေကိုပေါ့နော်သူကနေပြီးတော့မှပဲဖယ်ရှားပေးတာဖြစ်တယ်သိကြတဲ့ main ကလေးတိုင်းကပေါ့လူတိုင်းကလှချင်တာပဲခန္ဓာကိုယ်ကအစရုပ်ရည်ကဆုံးကျမတွေကလှပရှင်နေချင်းတချို့သောသူတွေကဆိုလို့ရှိရင်တော့အပြိုတုံးကဆိုလို့ရှိရင်ဘာဖြစ်လဲလှပပနဲ့နေကြတယ်ဒါပေမဲ့အိမ်အောင်ကြတော့တဲ့ခါမှာဆိုဖြစ်တဲ့လိုမျိုးပဲတိုးတိုးတွဲလောင်းလေးဖြစ်ကြတယ်နော်အဲ့မျိုးလုံးဝဖြစ်လို့မရဘူးချင်းကျမတို့မှာနော်ဒါအသက်မဆုံးချုံခြင်းဒီအလှပကိုထိမ့်သိမ့်ဖို့လိုအပ်တယ်ချင်းကိုတိုင်ကလည်းယုံကြည်မှုစီးပွားရန်အတွက်ပြီးလို့ရှိရင်ကိုရဲ့ဒါယောက်ျားခင်မွန်းဆိုလို့ရှိရင်လည်းငါရဲ့မိမကတော်လားဗောနော်ဒါမိမကအရင်နှမကိုလှတယ်ဘယ်အချိန်ကြီးလှနေတာပဲစသဖြင့်တငယ်ချင်းတွေကကိုတွေ့တဲ့ခါမှာထားလိုက်ပါတော့နော်ဒါမောင်ဖြူနော်မောင်ဖြူမိမကဆိုလို့ရှိရင်တော့ကြည့်ရတာအရင်နှမကိုလှတာပဲတောက်တင်ပြီးခနာကိုတောက်တင်ပြီးတော့အသားရစိုးပြေပြီးတော့လှပနေတာပဲအဲ့လိုမျိုးရှီကျူးချင်းနဲ့မခံချင်ဘူးလားချင်းကိုရဲ့ဇနီးမယားကိုနောက်ဒါမှမဟုတ်ကိုရဲ့ရှစ်လေးတွေကိုပေါ့နော်ဒါကိုရဲ့ရှစ်လေးကိုသူများတွေကအထင်သေးတဲ့မျက်လုံးဟိုနေရလည်းမရှိဒီနေရလည်းမရှိဆိုပြီးတော့အဲ့လိုမျိုးအထင်သေးတဲ့မျက်လုံးနဲ့မကြည့်စေချင်ဘူးဆိုလို့ဆိုတာပြည့်လဲဆက်ဆက်မမထုတ်ထားတဲ့ကလစ်ပလက်လေးကိုကျမတို့ကလက်ဆောင်ဖြစ်ပေးမယ်ချင်းနော်အိမ်အောင်တွေဆိုလဲကိုရဲ့ဇနီးမယားကိုဒီလိုမျိုးပေါ့နော်ဖြစ်ပြနေတဲ့အရာလေးတွေပေါ့နော်ဒါအခုဆိုကျမတို့ကဒီမျိုးတော့ဒါလာတဲ့ခါမှာဆိုလို့ရှိရင်လဲနာကျင်ကြိုက်ခဲတဲ့ဝေဒနာတွေအဲ့လိုမျိုးဝေဒနာညီမတွေကခံစားစေချင်လားချင်းအဲ့လိုမျိုးမခံစားစေချင်ဘူးဆိုလို့ရှိရင်တော့ဘာဖြစ်လဲကျမတို့ရဲ့နော်ဒါပေါ့နော်ကိုယ့်ရဲ့ဇနီးမယားလေးတွေကိုဒီလိုမျိုးဝေဒနာတွေကိုမခံစားစေဖို့အတွက်ရဲ့ပြီးအသားရည်ပြီးလို့ဆိုလို့ရှိရင်အသားရည်ခန္ဓာကိုယ်လှပဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ clip ပလက်လေးကိုလက်ဆောင်ဖြစ်ဒါမှမဟုတ်ညီမတွေကပို့ဆောင်ပေးဖို့အတွက်အရန်နှမကိုလိုအပ်တာဖြစ်တဲ့ချင်းနော်ဒီချက်တွေကဆိုလို့ရှိရင်လည်းအရန်နှမကိုကောင်းတယ်ကျမတို့မျိုးပေါ့နော်အိမ်တော်မရှိတဲ့သူတွေအပြိုကြီးဆိုတော့ကိုယ့်ဟာကိုယ်ဝယ်တောင်းပေါ့နော်အဲဆိုကျမတို့ရဲ့ဒါခန္ဓာကိုယ်လည်းလှပပြီးတော့ကျမတို့ဖြစ်ပြနေတဲ့အရာတွေအားလုံးကိုလည်းဖယ်ချပေးတာဖြစ်တယ်။ဘာကြောင့်ကျမတို့ main ကလေးဆိုတာကပေါ့နော်အခုလိုဖြစ်ပြနေတဲ့အရာကိုအသိဆုံးပဲချင်းအဲ့လိုမျိုးဖြစ်တဲ့အခါမှာဆိုရင်ဘယ်လောက်ထိခံစားရလဲဘယ်လောက်ထိဆိုးွားလဲဆိုတာကိုကိုယ်တိုင်အသိဆုံးပဲဖြစ်တယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ပြဿနာကိုကိုယ်တိုင်ဖြေရှင်းဖို့အတွက်အရန်နှမကိုဒါလိုအပ်တယ်ပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကျမတို့ကဓမ္မတာလာတာမမှန်ဘူးဆိုလို့ရှိရင်ဘာတွေအတွက်ကျမတို့ထိခိုက်လဲဆိုရင်ကျမတို့ရဲ့ဒါပေါ့နော်ကြောက်ကတ်တွေပေါ့နော်ဒါကျမတို့ရဲ့ကြောက်ကတ်တွေကိုလည်းလာပြီးတော့ထိခိုက်တာဖြစ်တယ်ပြီးရင် main ကလေးတွေရဲ့တအိမ်ကိုလည်းလာပြီးတော့ထိခိုက်တာဖြစ်တယ် main ကလေးတွေရဲ့တအိမ်ကိုထိခိုက်ပြီးဆိုရင်ဘာဖြစ်လဲတချို့သောသူတွေကဆိုလို့ရှိရင်ကလေးမရတာတို့နော်ဒါကလေးမရတာတို့ပြီးလို့ရှိရင်ကလေးတွေပေါ့နော်ဒါမဖြစ်မြောက်တာတို့အရာတွေအများကြီးပဲကြုံရတယ်ချင်းဒါကဆိုလို့ရှိရင်လည်းအိမ်နောင်တစ်ခုမှဆိုလို့ရှိရင်အရန်နှမကိုအရေးကြီးတာဖြစ်တယ်ဘာလို့လဲဆိုတော့မိသားစုစုံလင်ပေါ့နော်ဆင်ကြတယ်ပြီးလို့ရှိရင်တအိုးတအိမ်တီထောင်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့မျိုးဆက်တက်ကလေးတွေရှိဖို့လိုအပ်တယ်လေနော်ဒါကြောင့်မလို့အဲ့လိုမျိုးကိုတိုင်ကနေပြီးတော့မမှန်တဲ့အခါမှာဆိုလို့ရှိရင်ဖြစ်တတ်တဲ့အရာလေးတွေပေါ့နော်ဒါကိုတိုင်ဒီမျိုးကိုရဲ့နော်ဒါမျိုးဆက်သစ်လေးတွေမရတဲ့အခါမှာတချို့အိမ်အောင်ရေးတွေကဆိုလို့ရှိရင်မตายရတဲ့အိမ်အောင်ရေးတွေအများကြီးရှိတယ်ဒါကြောင့်မလို့အဲ့လိုမျိုးအရာတွေကိုကိုကကာကွယ်ဖို့ရအတွက်ပြီးရင်ကိုရဲ့အလှပနော်ဒါကိုရဲ့အလှပအရာအားလုံးကိုကိုအနေနဲ့ဒါပေါ့နော်ထိမ့်သိမ့်ဖို့အတွက် main ကလေးတွေအတွက်တကယ်ကိုလိုအပ်တယ်ပေါ့နော်တကယ်ကိုလိုအပ်တယ်တကယ်ကိုလည်းအဆင်ပြေချောမွေ့စေပဲ clip ပလက်လေးကိုလူတိုင်းတောက်ဖို့အတွက်လိုအပ်ပါတယ်ချင်းဒါဆိုရင်ဒီနေ့မှာပေါ့ဒီမှာညှောက်ဝေပေးသွားတဲ့နော်ဒါပစ္စည်းအကြောင်း၃မျိုးကရောတေးသေးချာချာပေါ့နော်ကိုအနေနဲ့နားလေကြရဲ့လားရှင်ဒါဆိုရင်ကိုအနေနဲ့ဘယ်လိုမျိုးပစ္စည်းအကြောင်းလေးကိုထပ်မှန်ပြီးတော့သိကျင်သေးလဲသိကျင်တယ်ဆိုလို့ရှိရင်နော်စာလေးတွေရေးလာပေးခဲ့မယ်ဘာလို့တော့နောက်အပတ်ကျမအနေနဲ့ပြန်လဲပြီးတော့မှပဲကြားတဲ့အခါမှာညှောက်ဝေပေးလို့ရအောင်ဖြစ်တဲ့ချင်းဒါကြောင့်မလို့ကျမဒီနေ့ညှောက်ဝေပေးသွားတဲ့ပစ္စည်းလေးတွေကိုလည်းကိုတိုင်းလည်းတောက်သုံးမယ်ပြီးလို့ရှိရင်ကိုချစ်တဲ့သူလေးတွေပေါ့နော်ကိုရဲ့မိဘဖေဖေမေမေကိုချစ်တဲ့သူလေးတွေအားလုံးကျမ်းမာရေးမဖြစ်ဖို့ရန်အတွက်ကိုရဲ့နော်ဒါကိုရဲ့ကျမ်းမာရေးကိုစောင့်ရှောက်ဖို့ရန်အတွက်ဆက်ဆံမထောက်ထားတဲ့တကယ့်ကိုပါတကူဆရာဝန်ကိုယ်တိုင်ထုတ်လုပ်ထားတဲ့အာဟာရဓာတ်စာလေးကိုကျမတွေကပို့ဆောင်ပေးရင်းနဲ့ကိုတိုင်ကလည်းလာစဉ်သားနဲ့ရှိပြီးရမယ်ဆိုရင်မကောင်းလားရှင်အရန်နဲ့မဟုတ်ကောင်းတယ်နော်ဒါကြောင့်မလို့ကျမတို့လူတိုင်းဝယ်ယူသုံးစွဲလို့ရတယ်ဒီလမှာဆိုကျမတို့အတွက် promotion တောင်မှရှိသေးတယ်ချင်းအဲ့ဒါဆိုရင်အရန်နဲ့မဟုတ်ရင်ခုန်စရာကောင်းတယ်ကျမတို့အခဏတော့ပြောသွားပေးတဲ့အုပ်စုခုနအုပ်စုနော်ပြီးရင်ပစ္စည်းအမျိုးသားကဆိုရင်100နီးပါးအဲ့လိုမျိုးပစ္စည်းတွေအားလုံးကကျမတို့1500ကိုဝယ်လိုက်တာနဲ့ကျမတို့တို့ကကန်ဆန်းမဲ့တစ်ဆောင်ရမှာဖြစ်တဲ့ချင်းဒါလို့ကိုက3000ဘူးဝယ်သုံးခဲ့မဲ့ဆိုရင်ဘာရမှာလဲကန်ဆန်းမဲ့2ဆောင်ရမှာဖြစ်တယ်နော်အဲ့လိုမျိုးကျမတို့1500ဆိုရင်တစ်ဆောင်
အဲ့လိုမျိုးကျမတို့ကံနာမဲကဘာတွေပါလာလဲမသိချင်ဘူးလားရှင်အရန်နှမကိုသိချင်တာပေါ့ဒါပေမဲ့ကြော်ပြပေးမယ်ချင်းအဲ့ဒီကံနာမဲမှာကျမတို့ဘာတွေပါလဲဆိုလို့ရှင်နော်နံပါတ်1ကျမတို့ကဆိုလို့ရှိရင်ပတ်စံငွေသား2000အဆောင်20ပါတယ်ချင်းသူကတစ်နှစ်တာလုံးခြုံထားတာဖြစ်တယ်ငွေသားအဆောင်20ပါတယ်ပြီးလို့ရှိရင်ရွှေကားဆိုလို့ရှိရင်တော့ဗောနော်ဒါအကုန်20ပါတယ်ချင်းပြီးလို့ရှိရင်ဖုံးကားဆိုလို့ရှိရင်အမျိုးအစား2မျိုးပါတယ်ချင်းအဲ့ဒီဖုံးတွေကဆိုလို့ရှိရင်တကယ်ကိုတထေးတွေမှာကင်နိုင်တယ်အိုင်ဖုံးတို့အိုင်ဖတ်တို့ဖြစ်တယ်ချင်းတမျိုးမှာ10လုံးပါတယ်ပြီးလို့ရှိရင်စိုက်ကယ်လည်းပါသေးတယ်ချင်းအခုမှထောက်ထားတဲ့စိုက်ကယ်ပေါ့နော်စိုက်ကယ်ရဆိုလို့ရှိရင်လည်း9စီးပါတာဖြစ်တယ်ချင်းဆိုင်ကယ်သာပေါက်လို့ကတော့ကိုယ့်ရဲ့ချစ်လေးနဲ့နော်ထိုင်းနိုင်ငံတွေကိုပတ်လို့ရပြီနော်ဆိုင်ကယ်ဆိုလည်း9စီးပါတယ်ပြီးလို့ရှိရင်နောက်ဆုံးတကယ်ကိုတထေးတွေတော့ထိတ်ကျဲတထေးတွေမှာစီးနိုင်တဲ့ဇိမ်ကန်ခါဇိမ်ခံကားပေါ့နော် BMW ကားလည်းပါသေးတာဖြစ်တယ်ချင်းဒီမှာတွေ1500ကိုပစ္စည်းကောင်းတွေကိုတုံးဆွဲရင်းနဲ့ကိုယ်ဘဝအတွက်ကန်စားမဲလို့လည်းနှိုက်ခွင့်ရအောင်မှာဖြစ်တယ်။အိုဟိုအရင်ကမှကိုလည်းရင်ခုန်ဆက်လုပ်ချစရာကောင်းပါလေချင်း။ဟုတ်ကဲ့ပါနော်။ဒါဆိုလို့ရှိရင်ဒီနေ့မှာကျမရဲ့ပေါ့နော်ဒါနိုထွီးနယ်ပေါ့နော်ဒါအာဟာရဓာတ်စာဟာဓာတ်စာပစ္စည်းအကြောင်းလေးကိုလာပြီးတော့မှပဲညှောက်ပေးတာကတော့တည်တင်ပြီးဆုံးပါပြီရှင်။တချို့တော့တွေးမှာပဲအခုလိုမျိုးအစီအစဉ်တွေကဆိုတရက်ပဲရှိတာလားမဟုတ်ပါဘူးရှင်เนาะဒါအခုမှလေးလာတဲ့သူလေးတွေ group တွေကို join ပြီးတော့ဝင်လာတဲ့သူတွေဆိုတော့မသိမှဆိုလို့ပေါ့เนาะကျမတို့ကဆိုလို့ရှိရင်အစီအစဉ်တွေကဆိုတပတ်မှဆိုလို့ရှိရင်4ရက်တိတိရှိတယ်ရှင်အဲ့ဒါကဘယ်အချိန်လဲဆိုရင်ကျမတို့တနင်္လာနေ့တနင်္လာနေ့ပြီးတော့ဆိုလို့ရှိရင်အခုလိုမျိုးဗုဒ္ဓဟူနေ့ပြီးရင်တောက်ကြနေ့အဲ့ဒီ3ရက်တွေမှာဆိုလို့ရှိရင်ကျမတို့ထမင်းစားနားတဲ့အချိန်12နာရီကနေပြီးတော့1နာရီအထိအခွင့်အလမ်းလေးကိုအသေးစိတ်မျှဝေပေးပြီးတော့မှတနင်္ဂနွေနေ့ကြလို့ရှိရင်ဝီစတက်တကယ်ကိုအောင်မြင်သွားတဲ့သူတွေကိုယ်တိုင်ကိုယ့်ရဲ့လှုပ်ဆောင်ရမယ့်အချက်ဝင်ငွေအကြောင်းပြီးအတွေးခေါ်ကအစမြမနောက်တာစတင်ခြင်းတွေကိုအသေးစိတ်လာပြီးတော့မျှဝေပေးမှဖြစ်တဲ့အချင်း7နာရီကနေပြီးတော့မှပဲ1နာရီအထိအခုလည်းကို2နာရီတိမျှဝေပေးတာဖြစ်တယ်ဒါကြောင့်မလို့ကျမတွေကအခုလိုမျိုးပေါ့နော်ဒါ AC Wisdom မြန်မာ Thailand Group မှာပေါ့နော်အစီအစဉ်တွေကိုအများတိုင်းကြည့်ရှုပြီးတော့တကယ်ကိုအောင်မြင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးနေဒီမှာတော့ဒီနေ့အစီအစဉ်ကတော့ဒီမှာဝင်ပြီးဆုံးပါပြီရှင်ကျမတို့နောက်ရက်ကျမှပဲပြန်လည်ပြီးတော့ဆုံကြမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ขอให้พลังอยู่คู่พวกเราทุกๆคนครับวันนี้ต้องลาไปก่อนสวัสดีครับ